အဲဒီတိုင်းရှုရင်သောတာပန်ဒီကံဖြစ်နိုင်ပါတယ်ဒါတော့ဘယ်လောက်ရှုရင်တန်ရမှာတော့ဆိုတော့ဝိပဿနာညာအစဉ်တိုင်းတန်ရမှာအစဉ်တိုင်းပဲညဇာပြဟောတဲ့ဝိပဿနာညာစဉ်ကတော့နည်းနည်းပဲဟောထားတယ်ဝိပဿတိလို့လည်းဟောတယ်ဝိပဿနာပိုင်းမှာအနုပါဒတိလို့လည်းဟောတယ်ဓဋ္ဌဗံလို့လည်းဟောတယ်ဧဝံပတ္တံလို့လည်းဟောတယ်ဒါတူတူကြီးတယ်ပါပဲရှုတယ်လို့ဆိုပါတယ်အကုန်လုံးတော့ဒါဝိပဿနာပိုင်းကအဲ့ဒါနုတဲ့ဝိပဿနာပိုင်းကိုဒီလိုဟောတယ်အကုန်လုံးဒီလိုပဲရှုတယ်လို့တို့ကျုပ်ဆိုရှုတယ်လို့ဟောပါတယ်အဲ့ဒါသဘာဝလက္ခဏာပေါ်အောင်စိတ်ခယုံနာကိုရှုတာသဘာဝလက္ခဏာပေါ်လာတော့အကြောင်းကျိုးလေးတွေထင်တာဒီပစ္စယပရိက္ခညာရှိတယ်အဲ့ဒါတွေလည်းရှုတာတဲ့ထဲတာကြောင်းကျိုးလေးတွေပေါ်ပြီးတော့သင်္ကတလက္ခဏာလေးတွေပေါ်ဖြစ်ပြက်ကလေးတွေနဲ့အနိစ္စဒုက္ခအနတ္တနဲ့သုံးသဆင်ခြင်တဲ့သမထနာညာလေးတည်းပါသွားတယ်။ဥရိယဗျာဖြစ်ပြမြင်တာလည်းတည်းပါသွားတယ်။ဘင်ကအပြည့်တည်မြင်တာလည်းတည်းပါသွားတယ်။ဘယရောက်စရာတွေပဲလို့ထင်တာလည်းတည်းပါသွားတယ်။အာရိနဝအပြည့်မြင်တာလည်းတည်းပါသွားတယ်။အဲဒီနောက်တစ်ပိုင်းကျတော့ဘုရားအရင်ကြတော့ဗာနိဗ္ဗာန်နဲ့တည်ညီငွေဤအဲဒီအနိစ္စဒုက္ခအနတ္တမြင်ဖြစ်ပြတယ်မြင်ကြောက်စရာပဲလို့မကောင်းတာတွေပဲလို့ပြည့်မြင်လာနိဗ္ဗာန်နဲ့ဒီညီငွေလာသည်တဲ့ယုံနာနေကိုယ်တဏ္ဍာရှိတဲ့ယုံနာနေညီငွေလာမပြောမှုဒီပုဂ္ဂိုလ်တွေတော့ကိုယ်တဏ္ဍာယုံနာနေကိုပြောနေတာဒီကောင်းတဲ့အခါဆိုရင်အမြဲပြောတာနေမကောင်းတဲ့အခါလဲနေမကောင်းတဲ့ယောဂဝေဒနာပဲပြောချင်တာဒီကိုယ်လုံးကြောက်သွားမှာတော့ဒီတိုက်ဘူးလို့သာပြောနေသေးတာပဲလို့နိဗ္ဗာန်နဲ့ဒီညီငွေအဲဒီညီငွေတော့နိဗ္ဗာန်နဲ့တည်ပြီးရင်မောဇုတုမြရာညာတွေအဲ့ဒါတွေလည်းချုပ်ထားလိုက်တယ်မပါဘူးနိဗ္ဗာန်နဲ့ဒီခုတည်းဟောတယ်ညဆိုပြာညီငွေတယ်တဲ့ညီငွေတော့သီတမိတာမဲ့ကအသေးစိတ်ပေါ်ပြတယ်နိဗ္ဗာန်နဲ့ဒီညီငွေပုံမှာနိဗ္ဗာန်နဲ့ဒီညီငွေဤဆိုတာပါညီငွေတဲ့နိဗ္ဗာန်ညာဖြစ်ပြီးလုံးမြောက်လို့တဲ့မောဇုတုမြရာချင်းညီငွေကတော့လွတ်ကျင်ရောပေါ့တခြားသွားကျင်လာပြီလွတ်ကျင်တော့လွတ်အောင်အားထုတ်တာလည်းကြည့်အောင်ပါပေါ့သိသင်္ခါညာနဲ့လွတ်အောင်အားထုတ်တော့လွတ်မြောက်တဲ့အခြေအနေအားဖြင့်ရင့်တာနေတဲ့သင်္ခါရုပ္ပခာညာလိလူရှုနေနိုင်တာလွတ်မြောက်တဲ့အခြေအနေရောက်တော့လိလူရှုနိုင်တယ်သင်္ခါရုပ္ပခာညာနုလောမညာဆိုတော့သင်္ခါရုပ္ပခာညာနဲ့အတူတူပါပဲသူကရင့်တယ်သဘောအဲဒီပြောင်းနိဗ္ဗာန်နဲ့ဒီညာစွာပြဟောတာအဲဒီနုလောမညာကပြည့်စုံတဲ့အခါကလည်းအရိယာမညာရောက်တယ်သောတာပတိမေဖို့ရောက်ပြီးအဲဒီအစဉ်တန်းရောက်တာအဲဒီညာစဉ်တွေကတော့ဒါတွေဟောဖို့ရတယ်ပါပဲဒါပေမဲ့ဘုန်းကြီးကအခုလိုတရားအများကြီးပြိဿတွေဟောတဲ့ကတော့ရှင်းရှင်းဟောတယ်ဟိုတရားထုတ်ပြီးတဲ့ပုဂ္ဂိုလ်တွေညာနေဟိုမှာသိသိချာအသေးစိတ်ဟောတယ်အဲဒီခါမှလည်းသုံးကြပါတယ်အခုလိုအများကြီးတည်းမှာသိသုံးမကြဘူးဒါရောရှင်းရှင်းဟောရတယ်ဒီမှာတော့မှတ်တိုင်းမှတ်ရတဲ့အာယုန်နဲ့မှတ်ပြီးတဲ့စိတ်နဲ့နှစ်ခုပိုင်းခြားပြီးရင်နာမရူပပရိစ္ဆေဒညာနာယုတ်ပိုင်းခြားတယ်ဟောင်းတယ်ပိန်တယ်မှတ်နေတော့ဓမ္မအစတော့မှတ်ရမယ်ဆိုလို့မှတ်နေတာတော့ဘာမှမထူးစိတ်တွေလည်းတောင်ပြင်းမြောက်ပြင်းပြေးနေတာအဲ့ဒါတွေမှတ်ရမယ်ဆိုလို့လိုက်လည်းမှတ်ရနိုင်လည်းမနိုင်နိုင်ပါဘူးသူကအစမှဒီလိုပါပဲတချို့ပုဂ္ဂိုလ်တွေတော့တော်တော်ပါတယ်သမထညောင်းရောက်လာတဲ့ကသူကအာလျာပြကျိုးစားအထုတညလောက်တနေ့လောက်မှလိုက်ရင်သူနိုင်နေတယ်သူကစိတ်တွေမပြေးဘူးတခါကတော့ဓမ္မကြီးတယောက်တွေ့ဘူးသူတော်တယ်ဒီဓမ္မကြီးတယောက်သူ့ကိုခေါ်လာတဲ့ပုဂ္ဂိုလ်ကလည်းကမ္မဋ္ဌာန်းဌာနတစ်ခုကအဲဒီကမ္မဋ္ဌာန်းဌာနတစ်ခုမှာတော့ဖြင့်ဘုန်းကြီးများစီကတော့မဟုတ်ပါဘူးဆက်သက်သူတို့တခြားပါပဲဆိုတော့ရှုပုံချင်းတော့တတိပဌာမှာပဲတူပါတယ်အဲဒီမှာသူတို့ဒီမှာတရားထုတ်တဲ့ပုဂ္ဂိုလ်တွေများတခါတည်းတရားတွေရလို့ရတာတဲ့သူကစီးကျူးပြောတယ်အဲဒီလာပို့တဲ့ပုဂ္ဂိုလ်ကဘာလို့ကောင်းဆောင်ပုဂ္ဂိုလ်ကရလို့ရတယ်ဒီလိုစီမှာတခါတည်းသူတွေကပါရမီထူးတဲ့ပုဂ္ဂိုလ်တွေမျိုးလေခုနှစ်ရက်အတွင်းရတာကြီးတယ်ပဲတဲ့ခုနှစ်ရက်ကျော်တဲ့ပုဂ္ဂိုလ်က2ယောက်လောက်ရှိဆိုတော့မှအဲဒီမှာတရားထုတ်တဲ့ပုဂ္ဂိုလ်ခုနှစ်ရက်အတွင်းကြီးတယ်ပဲတရားထုတ်တွေရသွားတယ်ဒီလိုပြောတယ်အဲ့ဒီဌာနနဲ့လည်းကိုယ်တို့အဲ့ဒီဌာနလည်းသွားမပို့နိုင်လို့တဲ့ဒီမှာတတိပဌာကျူးမသာချင်းတူလို့ဒီမှာလာပြီးတော့သူမိတ်ဆွေတွေကမှကြီးလာပို့ပါတယ်တဲ့သူကပြောတယ်ဘုန်းကြီးကစဉ်းစားကြည့်ခက်တာပဲသူဌာနကခုနှစ်အတွင်းကြီးတွေရတယ်ဆိုဒီလာပို့တဲ့ကမှကြီးခုနှစ်အတွင်းများမရလို့ရှိရင်ခက်တာပဲတော့သမထပြတဲ့ဆရာတွေညံ့လို့အောင်းမယုံလာပြောတာဘူးဘုန်းကြီးကသိုးရင်
သုထာနာလူတွေအများကြီးခုနှစ်အတွင်းကြီးရတယ်ဆိုတော့ဘုန်းကြီးကကြတာကနေရာမကြလို့ဖြစ်ရတော့မလို့ဖြစ်နေတာကိုသုထာနာခုနှစ်အတွင်းကဘာတွေရလဲမသိတော့ဘုန်းကြီးကတော့တာမယရှိတယ်ဒီလိုခုနှစ်အတွင်းတူးတလေရတယ်ဆိုတာဘုန်းကြီးကယုံကြည်ပါတယ်လက်ခံပါတယ်တရားထုတ်တဲ့ပုဂ္ဂိုလ်ရာနဲ့ထောင်တဲ့တခါတည်းအကုန်လုံးခုနှစ်အတွင်းကြီးရတယ်ဆိုရင်ဒီဒါနဒီတရားဟာတည်းဟုတ်တယ်လို့ဘုန်းကြီးကယူမယူဆဘူးဥစ္စာတော့ဘာလို့လဲဆိုရင်ဘုန်းကြီးကဒီမှာလက်တွေ့အားထုတ်နေတာတွေမှာဒီလိုအားဖြစ်မှဖြစ်ပဲသူတို့လည်းတစ်ပို့ပြီးအားမထုတ်ဘူးအမှန်အားဖြင့်ဘုန်းကြီးကကမ္မဋ္ဌာန်းဌာနလို့သိစက်အားထုတ်တဲ့ဌာနဘယ်မှမရှိဘူးဒီမှာအသေးစိတ်သိကြဘူးမဲ့ဒီမှာဒါကြွားတာမဟုတ်ပါဘူးသူကညတွေလည်းသုတ်ကြတာမဟုတ်သွားပြီးတော့ကြည့်မယုံလို့ကြည့်စကြည့်အကျိုးစားဘယ်မှာကြီးသွားစကြည့်ဘုန်းကြီးကစီကတော့အချင်းပြည့်ပြီးတော့ဒီမှာပုံလည်းပဲစိတ်စိတ်စစနဲ့တခါလေကြာကြာနာနာအားထုတ်တာဘယ်မှမရှိဘူးဒီမှာအသေးကြဆုံးကကသာစစ်တဲ့ဆရာတွေကလည်းပဲပြေးချာချာကသာစစ်တဲ့ဆရာတွေလည်းဒီမှာကောင်းကောင်းဖူးတုတာလုံလုံလောက်တည်းသူကဒီဒီကူးမဟုတ်ဘူးပရိယဘက်ကလည်းပဲသာဝေကျမ်းကနေဘာမှလူတွေချင်းကြီးအကုန်လုံးတတ်နေတဲ့ပုဂ္ဂိုလ်တွေဒီမှာဒီမိုးကြီးကြီးမှကြီးမှတဲ့သာဝတာဘောရဟန်းပြုပြီးတော့ဝါသနာပါလို့ခေါ်နေတဲ့ပုဂ္ဂိုလ်တွေညုံပုတ်ဘူးဒီမှာကြာကြာနာနာတတ်ပြီးနားလည်ပြီးတော့တတ်ပြီးနားလည်ပြီးတော့သိစက်ပြောတာဟောတာတဲ့ပုဂ္ဂိုလ်တွေသိချာစစ်စေလုံးတာအဲ့ဒါတောင်မှခုနှစ်အတွင်းတော့တရားပြည့်စုံတဲ့ပုဂ္ဂိုလ်ဆိုတာဒုက္ခတွေနည်းနည်းပါးပါးရှိပါတယ်လုံးလုံးမရှိဘူးတော့မဟုတ်ဘူးသူကတရားမှာတယောက်လို့တစ်ခေါက်မှာတယောက်လို့နည်းနည်းပါးပါးရှိပါတယ်အဲ့တော့ဌာနတစ်ခုကခုနှစ်အတွင်းမှာတရားတွေရတယ်ခုနှစ်အတွင်းကြီးတွေရတယ်ဆိုရင်ဘုန်းကြီးကအဲ့ဒီတရားမယုံဘူးမျိုးစားရတာတော့ဟုတ်မှာပဲလေသူရတာဘုန်းကြီးကစီကရတဲ့တရားမျိုးတော့ဟုတ်ပုံမပေါ်ဘူးလို့ဒီလိုယူဆထားပါတယ်ရတော့ရမှာပေါ့လေသူကနာယုတ်ပိုက်ချတိနာမရူပပရိစ္ဆေဒညာရနိုင်တာပေါ့အကြောင်းကျိုးပိုက်ချတိသစ္စာပရိက္ခညာရနိုင်တာပေါ့အနိစ္စဒုက္ခအနတ္တပိုက်ချတိသမသနာညာရနိုင်တာပေါ့အဲ့ဒီသမသနာညာနဲ့ရတတ်တယ်ကုရိယဗျာကိုရောက်ခဲအဲ့ဒီသမသနာညာမှာအာယုန်နမိတ်ကလေးတွေပါလေးတွေသင်ဝေဒနာလေးတွေပါလေးတွေတွေ့အဲ့ဒါလေးတွေပျောက်သွားလို့ရှိရင်သုံးတရားဖြစ်သွားရင်ဒါတရားပြည့်စုံပြီလို့သုံးဖြတ်တတ်တယ်လို့အဲမျိုးသုံးစားကြည့်တဲ့ဌာနတွေဒီလိုပဲခွန်ကြီးကကြားပြရသလောက်မုန်းမင်းများကြည့်ရင်သူတို့ဒီမဲ့ရနေတာကုရိယဗျာကိုတော်တော်ရောက်ခဲအဲ့ဒီမှာဝေဒနာလေးတစ်ခုဆုံးကြရင်ဝေဒနာនិရောဓနိဗ္ဗာန်ရောက်တယ်ဒီလိုသစ္စာခေါ်သူဘယ်ဝေဒနာတစ်ခုဆုံးတာနဲ့နိဗ္ဗာန်ပဲရောက်လိမ့်မှာတော့ဒီလိုမဟုတ်ဘူးသူကဝိပဿနာအဲ့ဒီဝေဒနာនិရောဓဖြစ်တဲ့ဥစ္စာမှာဝိပဿနာဉာဏ်နဲ့ရင်းရင်သာသာကြီးမဖြစ်သေးပါဘူးအဲ့တော့အဲ့ဒီဒါကပြောတော့ဘုန်းကြီးကစိုးရိမ်ကြီးတယ်ဒီဓမ္မကြီးကလည်းပဲသူကအထက်တန်းတွေကပါသူကခေပညာတွေပဲကောင်းကောင်းတတ်ပါတယ်သူသူကလည်းပဲထက်တန်းအမြင့်ဘုရုံးကဆိုရင်မလားဓာတုဌာနကြီးအမြင့်တွေကပါကွာအဲ့တော့သူ့လာဖို့တော်ရတဲ့ဓမ္မကြီးကသူအဲ့ဒီဓမ္မကြီးကလည်းပြောတယ်ရှင်းတာပြရတယ်တတိတော်ကစာရီပေလောကုတ္တရာတရားဘက်ကစာရီဒီတော့ဝါသနာမပါဘူးလေဒီခေတ်ပညာတွေအင်္ဂလိပ်စာတွေဘာတွေပဲသူဒါတွေပဲဖတ်နေတာပဲဒါတွေကြည့်နေတာဗမာစာအုပ်ဆိုရင်သူကတဲမကြည့်ဘူးတဲ့သူပြောတယ်အခုဘယ်ကရောက်လာမှမသိဘူးကမ္မထာညောင်းရောက်လာသူကကမ္မထာညောင်းဘယ်လိုလုပ်ရောက်လာမှမသိဘူးတဲ့သူပြောတယ်အဲဒီကအာထုတ်ပြီးတော့ဆိုတော့ပြောတော့အာထုတ်ဟုတ်မယ်သူကတော်တာရောက်လာတဲ့ကသူအိမ်တစ်ခါမှစိတ်မသွားဘူးတဲ့သူကပြောတယ်သူစိတ်တော်ပြတ်တယ်သူကပါရမီတော့ထူးတဲ့ဒီမှာကြီးနဲ့တူပါတယ်လို့ဆိုတာတကယ်တော့အာထုတ်ရတယ်သူကတခါတည်းရုပ်တည်နာနေပိုင်းခြားပြီးလာပုံများပြောလိုက်တယ်သူကတညအာထုတ်ရတယ်သူကဘာမှသူကြားဘူးလားမဟုတ်ဘူးတရားစကားတွေဘာတွေမှမကြားဘူးသူအာယုံလေးတွေပေါ်လာပုံတခါတည်းဒီပေါ်လာတာလေးကိုအာယုံလေးကိုဖမ်းပြီးတော့သိကုန်ဘာလေးတွေနဲ့တူတယ်ဆိုဥပမာသူကပြောတယ်တွင်းထဲကမွေထွက်လာတော့ဗျာတဲ့မွေကိုတခါတည်းဒုက္ခလေးနဲ့ရိုက်ချလိုက်တယ်လို့ပဲတခါတည်းဟိုကပေါ်လာတာနဲ့ဒီကသိလိုက်တာနဲ့ပေါ်လာတာနဲ့သိလိုက်တာနဲ့တခါနှစ်ခုပါဒီလိုပြင့်နေတာဗျာတဲ့သူကမှတ်ရင်သူကပြောတယ်သူကဒါတညကြီးသေးတယ်သူကနာမယုပပရိစ္ဆေဒညာနာယုပိုက်ချသည်ကိုသူပြောလာတယ်ဖောင်းတယ်မှလိုက်လို့ရှိရင်ဟိုကဖောင်းတယ်လာတာလေးနဲ့ဒီကသိလိုက်တာလေးနဲ့တခါတည်းဆုံးပြီးကြတော့တာဖောင်းတာကတခုသိတာကတခုပိန်တာကတခုသိတာကတခုကိုယ်ရယ်ဆိုရင်ကိုယ်တာတခုသိတာတခုဘယ်ဟာမဆိုပေါ်လာတဲ့အာယုံလေးကတခုသိနေတဲ့စိတ်ကလေးကတခုဒါနှစ်ခုပဲရှိတယ်တဲ့ဒီပြင်ဘာမှမရှိဘူးတဲ့ဒီထဲမှာပုဂ္ဂိုလ်သတ္တဝါရလို့ဒီထဲဘာမှမရှိဘူးတဲ့ပေါ်လာတဲ့အာယုံတစ်ခုနဲ့သိတဲ့စိတ်ဒါလေးပဲရှိတယ်တဲ့သူကနာယုတ်ပဲချပြီးတာဒီလိုသိတာအဲ့ဒီလိုသိရမှာဒါသိပါတယ်ဒါသိပါတယ်ဒီလိုပဲတရားထုတ်တဲ့ပုဂ္ဂိုလ်မှာကောင်းလာတဲ့ခါကျတော့
ဟိုကမှတ်စရာအာယုံနဲ့ဒီကမှတ်ကြည့်တဲ့စိတ်ကလေးနဲ့ဟာတခါတည်းဆုံးကြနေတယ်လို့ပဲတခုဟိုစက်တင်များမှရှိတယ်စက်တင်များခူးသားစိတ်တခုနဲ့ကူးထားတာလေဒီကဘိန်းလေးကဒစိတ်လဲလိုက်ဟိုကလည်းဒစိတ်ကလဲလိုက်ဟိုကနဲ့ဟိုကနဲ့ခါအကြကိုက်ဆိုတာလေဟိုကပေါ်လာတဲ့အာယုံနဲ့ဒီကမှတ်လိုက်တာနဲ့ပေါ်လာတဲ့အာယုံနဲ့မှတ်လိုက်တာနဲ့ဟာလူတယောက်ကနေပြီးသုံးပေးနေတယ်လို့ပဲသူကမှတ်စရာအာယုံနဲ့အသိနဲ့မှတ်စရာအာယုံနဲ့အသိနဲ့ဒီလိုကြီးတော့သွားနေတာပါအဲ့ဒါနာနဲ့ယုံနဲ့ပိုင်းခြားပြီးတာတဲ့မှတ်စရာအာယုံညာတော့ဖြင့်ယုံမှားရတာကိုဒီခိုက်တာမှာယုတ်ကိုကြီးကတခုသိနေတဲ့စိတ်ကလေးကတခုတွေးယူရတာမဟုတ်ဘူးတခါမှားလိုက်တစ်စုံတခါမှားလိုက်တစ်စုံတခါမှားလိုက်တစ်စုံဒါပဲဘေးနာကထိုင်ပြီးရှုနေတဲ့ပုဂ္ဂိုလ်တယောက်ရှိသေးတယ်ထင်လို့ရှိရင်ဒီလိုတော့မဟုတ်ဘူးသူကဒီလိုမရှိဘူးမှတ်စရာအာယုံနဲ့မှတ်တည်တဲ့စိတ်နဲ့အဲ့ဒါလေးနှစ်ခုတွဲပြီးတော့ကျင်နာမရူပသိစေတာညာညာထူးတဲ့ပုဂ္ဂိုလ်တွေမှာသဏ္ဍာန်ချင်းချင်းကိုဖြစ်ပါတယ်အဲဒီနာယုတ်ပိုင်းခြားပြီးတော့လည်းနောက်ပိုင်းတွေလည်းသူကမကြဘူးသူကအကြောင်းမညီညွတ်လို့ဉာဏ်စဉ်တရားတော့သူမဟောရရဘူး6ရက်လောက်ပဲသူကအားထုတ်နိုင်တယ်6ရက်လောက်အတွင်းမှာဉာဏ်စဉ်တော့ပြည့်စုံတဲ့လက္ခဏာရှိတယ်သူတော်ပါတယ်တော်တော်ကိုတော်တယ်သူကဒါပေမဲ့လို့6ရက်လောက်ကတော့ပြည့်စုံတဲ့ဘုန်းကြီးကမဟောပါဘူးအနည်းဆုံး4-5ရက်လောက်မှဟောတယ်ရင်းအောင်လို့စားရရသေးတယ်သူကသူကပြည့်စုံတဲ့လက္ခဏာတော့ရှိပါတယ်6ရက်လောက်နဲ့ဆိုင်တော့ကိုတော်ပါတယ်ဒီလိုပုဂ္ဂိုလ်တူးတယ်လေရှိတယ်အဲဒီမှားရအာယုံမှတ်ပြီးတဲ့စိတ်ကလေးတွေပိုင်းခြားပြီးတယ်သိလာပြီးတော့နောက်တော့အကြောင်းကျိုးလေးတွေနဲ့ပိုင်းခြားသိလာတယ်ပဂတိပုဂ္ဂိုလ်နေရာချင်းဆိုရင်ကိုယ်ရစားနေထိုင်နေထားတယ်ဆိုတာလူတယောက်တည်းအောင်းမိနေတာကိုဟောသစ္စာပရိက္ခညာပိုင်းရောက်လာတဲ့အခါကာလကြတော့ကိုယ်မယ်ဆိုတဲ့စိတ်ကလေးကပါလာတယ်ကိုယ်ခြင်းတယ်အရင်မှတ်ရတယ်နောက်မှကိုယ်တယ်ဒီလိုမှတ်ရတယ်တခါကဒကမာကြီးတယောက်သူလည်းသာမတတ်ပါဘူးဒကမာကြီးစာဆိုမတတ်ဆိုမရေးတော့မဖတ်တတ်ဘူးထင်တယ်ဒီဒကမာကြီးကတော့ရေးကိုရေးတော့ဘူးနဲ့တူတဲ့သူအဲ့တော့ဗမာသားကိုရေးတော့ဘုမရဘူးကလားသုံးလို့နေတယ်ရောက်လို့တိုက်ရင်ပြောတော့ဘောဓဘတတ်ဖို့မရဘူးဒီဒကမာကြီးတယောက်အဲ့ဒါမှသူအားထုတ်တယ်သူအားထုတ်တော့သူကပြောတယ်တတိတော်ဗျာတဲ့ရင်ကရိုးရိုးမှနေတာဗျာအခုအပူလေးပါလာတယ်တဲ့ဒါကြီးကဘာမှားနေတယ်လားမသိဘူးတဲ့ဘယ်နဲ့ဖြစ်နေတော့ပြီးတော့ရင်ကတော့ဗျာတဲ့ဖောင်းနေပိန်နေဖောင်းနေပိန်နေထိုင်နေထိတယ်မှတ်လက်တွေပါလေကွေးလို့ရှိရင်လည်းကွေးတယ်ဆန်းလို့ရှိရင်ဆန်းတယ်ရွှေ့လို့ရှိရင်ရွှေ့တယ်ဒီတော့ဒီလိုပဲမှတ်နေတာအခုဒီလိုမဟုတ်ဘူးဗျာတဲ့ဖောင်းနေပိန်နေထိုင်နေထိတယ်မှတ်နေရင်ကိုခွင့်ကျင်တဲ့စိတ်ကပေါ်လာတယ်တဲ့ကိုယ်ကျင်တဲ့စိတ်ကလေးပေါ်လာတော့ကိုယ်ကျင်တယ်မှတ်ပြီးမှကိုယ်တယ်ဒီလိုမှတ်ရတယ်ဗျာတဲ့ဒီကိုယ်ကျင်တာလေးဘယ်ခါရောက်လာမှမသိဘူးတဲ့အခုစတော့မပါဘူးတဲ့ဒါပုံများနေသလားမသိဘူးတဲ့ဟာဒီကကြီးနေရာကြတာတဲ့ဥစ္စာဒါသိအောင်လုပ်ရတာဒါသိအောင်လုပ်ရတာလေကိုယ်ကျင်တဲ့စိတ်ကလေးစီမပြသိကုန်မသိဘူးမှားရမယ်လို့တော့မှမသိဘူးသူကအဲ့ဒါသူ့မှာတွေ့ရတာသူဆရာတို့ရေတွေ့လားဘာကြီးဗျာတဲ့ဘာလုံးမယ်ဆိုလို့ချင်းလုံးမယ်ဆိုစိတ်ကလေးရှိရလာတာတဲ့သူအရင်ကြီးမှနေရသူကရှိရခန်းခံနေတယ်တဲ့ဥစ္စာဒါမှနေရသူပြောတယ်အဲ့ဒီလိုအကြောင်းနဲ့ကျိုးလေးထင်တာကိုကိုယ်တာဟာဘယ်သူကလှုပ်တော့ပုဂ္ဂိုလ်သတ္တဝါကလှုပ်ပေးသလားဆိုမဟုတ်ဘူးကိုယ်ရင်တဲ့စိတ်ကလေးကလှုပ်ပေးတာဘုရားသခင်ကဖန်ဆင်းသလားမဟုတ်ဘူးနတ်တွေကလှုပ်ပေးသလားမဟုတ်ဘူးဘယ်သူကမှလှုပ်ပေးတာမဟုတ်ကိုယ်ရင်တဲ့စိတ်ကလေးဖြစ်ပေါ်လာတယ်ကိုယ်ရင်တဲ့စိတ်ကြောင့်ကိုယ်ရဲ့စိတ်ကိုယ်ရဲ့ရုပ်ဖြစ်တယ်ဆန်းရင်တဲ့စိတ်ကြောင့်ဆန်းတဲ့ရုပ်ဖြစ်တယ်သွားခြင်းနဲ့စိတ်ကြောင့်သွားတဲ့ရုပ်ဖြစ်တယ်ထိုင်ခြင်းနဲ့စိတ်ကြောင့်ထိုင်တဲ့ရုပ်ဖြစ်တယ်အဲ့ဒီမှာစိတ်တွေရုပ်တွေပဲများသောဖြင့်မှတ်နေရတာဖြစ်တော့စိတ်အကြောင်းကြောင့်ရုပ်ကျိုးတွေဖြစ်လာတာကိုတွေ့ရတယ်ပြီးတော့အာယုံလေးရှိမှအသီလေးဖြစ်အာယုံမရှိတဲ့ကတစ်ခါအာယုံကြာပြင်းလို့မမှတ်ရဘူးတဲ့ပြောပြန်တယ်ယောဂီကမှတ်စရာအာယုံရှိလို့ဗျာမမှတ်ရဘူးမှတ်တဲ့စိတ်ကိုမဖြစ်ရဘူးမှတ်စရာအာယုံလေးရှိမှဖြစ်တယ်ဆိုအာယုံလေးရှိမှတော့ဘယ်လိုလဲပေါ့လူမောင်များမှာထကျင်တော့ကိုအားမရှိတော့နာယံတို့တိုင်တို့ဆွဲမိပြီးတော့ထားတော့မဒုနဲ့ဘာနဲ့လည်းထောက်ရတယ်ဘာမှမရှိလို့ရှိရင်လည်းလက်နဲ့ဘာနဲ့ထောက်ဒူးတို့ဘာလို့ထောက်ပြပြီးတော့ထားထောက်เสียဆွဲကင်เสียရှိမှပဲလူမဟာထားနိုင်တယ်သူ့တိုင်းဆိုရင်မထားနိုင်အဲ့ဒါလိုပဲစိတ်ဆိုတဲ့တရားလေးတွေအာရုံရှိမှဖြစ်တယ်အာရုံမရှိရင်မရှိမှတ်เสียအာရုံလေးရှိမှမှတ်သိမှုလေးဖြစ်တယ်ဖောင်းတယ်ပိန်တယ်ဆိုဒီကဖောင်းသားလေးပေါ်လို့နောက်ကဖောင်းတယ်လည်းမှတ်သိမှုလေးဖြစ်မိန်သားလေးပေါ်လို့ပိန်တယ်မှတ်သိမှုလေးဖြစ်ကိုယ်သားလေးပေါ်လို့ကိုယ်တယ်မှတ်သိမှုလေးဖြစ်စိတ်ကူးစဉ်းစားအာယုံလေးပေါ်လို့သိတဲ့စိတ်ကလေးဖြစ်
အာယုံလေးတွေပေါ်မှာအသိစိတ်ကလေးတွေဖြစ်ရတယ်အာယုံအကြောင်းကြောင့်အသိစိတ်ကလေးဖြစ်တာဒီအသိစိတ်ကလေးဖြစ်အောင်ဘယ်သူမှဖန်ဆင်းပေးတာမဟုတ်ကိုယ့်ကိုယ်လုပ်တာလည်းမဟုတ်သူများလုပ်ပေးတာလည်းမဟုတ်အကြောင်းရှိလို့အကျိုးတရားလေးတွေဖြစ်တယ်ဆိုတာကျွင်းကိုယ်တိုင်တွေ့ရတယ်အဲဒီလိုအကြောင်းနဲ့အကျိုးလေးတွေပိုက်ချပြီးတာသစ္စာပရိက္ခညာခေါ်တဲ့ဒါဝိပဿနာညာအစဉ်တိုင်းတက်နေပုံအဲဒီလိုအကြောင်းနဲ့အကျိုးလေးတွေသိပြီးတဲ့နောက်ကျအစအဆုံးလေးပေါ်တာခုနသဘာဝလက္ခဏာသင်္မသင်္ကတလက္ခဏာသင်ပြီးဆိုအစအဆုံးပေါ်လာအစအဆုံးလေးဒီကိုယ်ရဆိုတော့ကိုယ်ရဆိုရင်ကိုယ်စားကနေဒီကိုယ်ဆုံးတိုင်အောင်အကုန်လုံးမှတ်နိုင်တယ်အစတုန်းကဒီလိုမဟုတ်ဘူးကိုယ်စားမမှတ်နိုင်ဘူးအလေကောင်တော့မှဖတ်မှတ်ရတာရှိတယ်တခါတခါကိုယ်ပြီးမှသတိရတဲ့ခါရှိတယ်မမိဘူးသူကညာရင်လာတဲ့ခါကျတော့ကိုယ်ကျင်တဲ့စိတ်ကစပြီးလာတယ်ကိုယ်ကျင်တယ်ဆိုကိုယ်စားနေပြီးရွေ့တာလေကိုယ်တယ်ဒီရင်းဒီရွေ့ကိုယ်သာအဆုံးထီအောင်တခါတယ်ဒီကြားထဲအပိုင်းဖြတ်မထင်သေးပါဘူးစတုန်းကစကားစတုန်းကဒီကိုယ်စားကနေကိုယ်ဆုံးတရားတကွေးရဲပဲဒီလိုပဲထင်ပါတယ်ပိုင်းခြားမရှိသေးဘူးညောင်းတာတွေပူတာတွေဝေဒနာတွေပေါ်လာလို့ရှိရင်အဲ့ဒီညောင်းတာပူတာစိုက်မှအစတုန်းကညောင်းတာပူတာစတာမသိပါဘူးအဲ့ဒီပိုင်းရောက်လာတော့စစချင်းသိတယ်ညောင်းချင်းသိတာညောင်းစာလေးပေါ်လာတာဒီညောင်းနေအစပေါ်လာတာဒီရုပ်တည်းလည်းမပြောက်ပါဘူးညောင်းတာအကြာကြီးမှတ်နေရပါတယ်ညောင်းနေအဲ့ဒါ10က15ကအခါ20စသည်ဖြင့်မှတ်ရပါတယ်ပူတာတွေနာတာတွေဒီလိုအကြာကြီးမှတ်ရပါတယ်နောက်တစ်ပြေးပြေးနေပြီးတော့ပျောက်သွားတယ်ပျောက်သွားတယ်ပြီးတော့အစလည်းရှိတယ်အလယ်လည်းရှိတယ်အဆုံးလည်းရှိတယ်အဲဒီလိုတွေ့ရတော့မမြဲတဲ့တရားတွေပဲနည်းနည်းရိပ်မိလာတယ်သမထနာညာသုံးသဆင်ញင်တဲ့လူကတရားအဲဒီအပိုင်းမှာအာယုန်နမိတ်တွေကလည်းထင်တတ်တယ်သူသေးကောင်းတို့ဘာလို့ညာတော့ဒီလိုဟာတွေထင်တတ်ပါတယ်တခါကဘုန်းကြီးကကမ္မထာပြကစားကပါပဲစိတ်ကူမှာကလေးတယောက်တရားထုတ်ကျောင်းတစ်ကျောင်းမှာပါပဲကျောင်းကြီးချင်းပေါ်လေနေရာမရှိလို့ကမ္မထာကျောင်းမရှိလို့အဲဒီကျောင်းတစ်ကျောင်းမှာဟိုကကျောင်းတွေကတော့ကျောင်းနဲ့တစ်ကျောင်းနဲ့ကလည်းပဲဘုန်းကြီးတွေချင်းချင်းလဲတန်တတာဖြစ်နေတော့ဒကာတွေကလည်းရောနှောနေတော့နေရာကြည့်လို့ရှိရင်ဘယ်မှာသွားအထုတို့ရပါတယ်ဟိုကသိဆန်းကျင်မှမရှိပါဘူးအဲ့ဒါနဲ့သူတို့ကျောင်းတစ်ကျောင်းမှာဒီမှာတိုက်တစ်ခုထဲမှာသူတို့အထုကြအဲဒီကျောင်းကဒကာတွေပါပဲဘုန်းကြီးတပည့်တွေလည်းဟုတ်ပါတယ်သူတို့ကလည်းဟုတ်အဲဒီအထုတော့ကလေးတယောက်မှာသူလည်းပဲတ냐လောက်လာအထုရသေးတယ်ထင်တယ်သူအာယုန်နမိတ်တွေထင်တာလို့သူအသေးကောင်ကြီးတွေလာတယ်သူသေးကောင်နမိတ်တွေလာတယ်သူသေးကောင်နမိတ်သူကိုကြီးတဲ့အသေးကြီးလို့ဖြစ်ပြီးတော့ထင်တယ်ငါကိုကြီးတဲ့အသေးကြီးလို့ထင်တယ်ဘေးနာညာသေးတွေများကြည့်အောင်မလားသူကလှည့်ကြည့်စိတ်နဲ့လှည့်ကြည့်လိုက်တော့ညာဘက်လှည့်ကြည့်တော့ညာဘက်ကလည်းအသေးကောင်ကြီးတစ်ကောင်ထင်ဘယ်ဘက်လှည့်ကြည့်တယ်ဘယ်ဘက်ကလည်းအသေးကောင်ကြီးတစ်ကောင်ထင်ခက်တော့တာငါအသေးကောင်ကြီးကြားတဲ့ညကလေးလည်းကလေးလူကြီးတော့မဟုတ်ဘူးကလေးဆိုဘယ်လိုရွယ်လောက်နေမှာပေါ့လေ16နှစ်17နှစ်ဒီရွယ်လောက်နေမှာလူကြီးမှုအဲ့ဒါနဲ့သူတခါလဲဘေးကအသေးကောင်ကြီးတွေရမ်းနေတာကြည့်ကြည့်လိုက်လဲရှိအပေါ်ကလည်းအသေးကောင်ကြီးခက်တာအသေးကောင်ကြီးတော့ဝိုင်းနေခက်တာပဲဆိုပြီးသူကကြောက်လဲကြောက်တာဒါနဲ့မလှုပ်ဘူးသူကဖြစ်နေတာလှုပ်ကုန်မလှုပ်ဘူးဘေးသားကလည်းသူအဖော်ကြီးပါတယ်ဖော်ကြီးပဲအဲ့ဒါသူကြောက်ပြီးတော့နောက်တော့မဖြစ်ပါဘူးဆိုပြီးဘေးသားကခေါ်ပြီးတော့ပြောတော့ဘေးကအာပေမဟုတ်ပါဘူးပါကိစ္စပြောသူတော့မင်းပါရမီထုလို့ဒီလိုထင်တာဒါကမ္မထာအာယုံပဲလို့သူပြောရတယ်အဲဒီလိုအာယုံနမိတ်တွေလည်းထင်တတ်တယ်ပြီးတော့မကြောက်ရဘူးလားသူတကယ်ရှိတာမှမဟုတ်ပဲသမာဓိနမိတ်တွေထင်တာသူများတွေကြည့်လိုက်လဲအဲဒီလိုပဲသေကောင်ကြီးလိုပုတ်ပွားနေသလိုဒီလိုထင်တတ်တယ်အဲဒါတချို့ကအဲဒီလောက်ထင်လို့ရှိရင်အနာဂါနောင်ဖြစ်တယ်လို့ဒီလိုလဲဆုံးပြတယ်ရှိသေးတာပဲသူကဘုန်းကြီးစီတို့စီတော့ဖြစ်သေးပါဘူးသမန္တနာညာပဲရှိသေးတယ်ဒီလိုအဲဒီလိုထင်တတ်ပါတယ်သမန္တနာညာတဲ့သမန္တနာညာမှာဘယ်အာယုံမဆိုတခါလဲလက်ပြီးတော့သေကောင်ကြီးတွေလည်းမှားလိုက်ရင်ပြောက်တယ်မြင်တယ်မျက်စိနဲ့မြင်တယ်မျက်စိနဲ့မြင်တာတော့မဟုတ်ဘူးသို့တော်မြင်တယ်လို့ပဲထင်ရတယ်မြင်တယ်လို့ပြောမှာမြင်တယ်မှတ်ရင်တခါလဲစိုက်ပြီးတော့သာမှတဖြည်းဖြည်းနဲ့တခါမှိမ့်ပြီးတော့ပျောက်သွားတာလည်းရှိတယ်ဝေးပြီးပျောက်သွားတယ်လွင့်စင်ပြီးပျောက်သွားတာလည်းရှိတယ်ကြားတော့ပျောက်သွားမှန်ကတော့အဲ့ဒီမြင်နေတဲ့စိတ်ကလေးပျောက်သွားတာပါပဲအာယုံကတော့ပြညာပဲအာယုံကတော့ပျောက်တာမဟုတ်ပါဘူးစိတ်ကဖာနိတည်ယူတာအဲ့ဒီစိတ်ကလေးကမှန်ရင်နဲ့ပျောက်သွားမမြဲဘူးလို့သုံးသပ်စဉ်သမထနာညာဖြစ်တယ်အဲ့ဒါအများကြီးပါပဲအာယုံမျိုးတွေထင်တာပါတယ်သူကသောတောင်းနေရင်းကြီးတွေဘာတွေသူအဆုံးပါပဲပုဂ္ဂိုလ်တ attva တွေလူတွေစင်မြင်ကျွဲနွားတွေနာသနာသမီးတွေလည်းထင်တာပါပဲဒီနာပိုင်းထင်တာပါတယ်
အဲ့ဒါတွေကမှားရင်ပြင်ပြောက်ပြောက်သွားတယ်ဒါသမထနာညာခေါ်တယ်နောက်အဲ့ဒီကနေပြီးလွန်သွားတော့အာယုန်နမိတ်တွေများတော့ချင်းမပေါ်ဘူးပြည့်ပြည့်တယ်ကြီးတဲ့ပိုင်းခြားတယ်ဥရိယပြညာခေါ်တယ်ရောင်လင်းတို့ပိဋိပါဒာကြီးတို့ဝမ်းမြောက်ဝမ်းသာစရာတွေအများကြီးဖြစ်တတ်တယ်သူတို့ပြောတယ်အဲ့ဒီကနေကြော်လွန်သွားတော့ရောင်လဲပိဋိပါဒာတွေဝမ်းသာစရာတွေမပါတော့ဘူးဟိုဝမ်းသာတဲ့ပိုင်းကသိဝမ်းသာတာယောဂီပုဂ္ဂိုလ်ကတခါတည်းပြောအစားကလည်းသင်္မပမအာထုတ်လာကြရဒီကြတဲ့ခါတည်းပြောလိုက်တာမှပြောတယ်ယောဂီပုဂ္ဂိုလ်ကကျုပ်ပုဂ္ဂိုလ်သိပြောတယ်မနာပြောယူရတယ်အဲဒီကကြော်လွန်သွားတော့အဖြစ်ပြက်ကလေးတွေစောင့်လာခြင်းချင်းဖြစ်နေအဲဒီကကြော်လွန်သွားတဲ့ခါကျတော့ဖြစ်တဲ့သဘောတော့မထင်ကြဘဲနဲ့တရင်းကြီးနဲ့ပြည့်နေတဲ့သဘောထင်တယ်ဘယ်ဟာမှတိဒနေတာမရှိဘူးခေါင်းကလို့ကိုယ်ရမှလို့ရှိရင်ခေါင်းကပထမသမထနာညာစီကတော့တော်လေးကိုယ်စားကနေကိုယ်ဆုံးတယ်အောင်ကိုယ်ရဖြစ်နေတာခုဒီလိုမဟုတ်ဘူးကိုယ်ရဆိုတရိပ်ကြောက်လိုက်ကိုယ်ရဆိုတရိပ်ကြောက်လိုက်ကိုယ်ရဆိုတရိပ်ကတူရမရောက်ဘူးရွေးလိုက်ကြောက်လိုက်ရွေးလိုက်ကြောက်လိုက်ရွေးလိုက်ကြောက်လိုက်အခုရုပ်ရှင်များပြတဲ့အရေးကလေးတွေနဲ့တော့တူပါတယ်ရုပ်ရှင်များမှာဟောကလင်ပြားလေးတွေမှာသူရုပ်ကလေးတွေရှိတချို့လည်းကြည့်ဦးကြပါတယ်ဘုန်းကြီးကကြည့်တာသူတို့ပြတယ်ဒါလေးတွေတည်ရှင်းထင်တာတဲ့လို့ပြောတယ်အဲဒါဒီလိုမြောက်လိုက်လို့ရှိရင်ဒီလိုတရုပ်တွေတကားတယ်အဲဒါအယုတ်တွေအများကြီးဒီမှာဒီလိုလုပ်သွားတော့ဘုံမှာအယိတ်ကတစ်ဆယ်ရက်ထင်သွားတာကိုဆယ်ရက်တော့ဒီအရေးကြီးတစ်ခုတည်းပဲရွှေ့သွားတယ်ဘယ်ဟုတ်မလဲဟိုမှာတရိပ်ဒီလိုထင်သွားတာသူကမြင်တာဒီလိုဒီတိုင်းပဲတမြင်ပြီးတမြင်ပဲဆက်သွားတာအဲ့ဒီမှာဒါကြောင့်ကိုယ်တယ်မှရင်တကွေးရွေးလိုက်ကြောက်လိုက်တကွေးရွေးလိုက်ကြောက်လိုက်တကွေးရွေးလိုက်ကြောက်လိုက်ရွေးလိုက်ကြောက်လိုက်ရွေးလိုက်ကြောက်လိုက်တကွေးကတကွေးမရောက်ဘူးဒီကဒီမရောက်တရွေ့သူညာနဲ့သူခါတယ်ကုန်းပြောက်တော့တာထင်တယ်ဒါအမှန်ထင်တာတွေကအမှန်ပဲညာကမမှီလို့ခုပုဂ္ဂိုလ်တွေမှာခုနကရုပ်ရှင်ကြည့်တဲ့ပုဂ္ဂိုလ်တွေကိုယ်လိုက်ဆန်းလိုက်ထိုင်လိုက်ထားလိုက်သွားလိုက်လာလိုက်ကျုံးလိုက်ရဲလိုက်အယုတ်တယုတ်သေးအောင်ဝင်တာပဲတယုတ်ဟုတ်လို့မှတော့အယုတ်တွေကလည်းတယုတ်စီတွေရုပ်အများကြီးရှိအဲ့ဒါတွေကတပိုင်းစီတာထင်းနေမယ်ဆိုရင်ဘာမှသာယာစရာရှိမှာမဟုတ်ဘူးတဲ့မှာဘာမှသာယာစရာမရှိဘူးတော့တပိုင်းစီကမထင်ဘူးအယုတ်ကတရိပ်သေးဒီထဲမှာတကယ်လူလိုတောင်ထင်ပြီးတော့သာယာနေကြတာကိုဒီလိုပြည့်လာအခုကိုယ်ရသမားတွေမှာလည်းယောဂီပုဂ္ဂိုလ်အမှတ်တော့တရွေ့ရတည်းနဲ့ရွေးလဲပြောလဲအဲ့ဒါကြောက်ပြောသွားတာကြီးတဲ့တွေ့ရတယ်သင်္ကန်းညာနဲ့ဒါရင်မကဘူးသူကမှတ်ပြီးတဲ့စိတ်ကလေးပါကိုပြောက်တာရွေးတာတယ်မဟုတ်ဘူးအပြင်ဘက်ကပေါ်လာတဲ့ရွေးတဲ့အာယုန်တွေကပြောက်ပြီးနေတဲ့စိတ်ကတော့ထိုင်ပြီးတော့ငါတယောက်တည်းကပြီးနေတယ်ဆိုရင်အဲ့ဒါနေရာမကြသေးဘူးဒါမဟုတ်သေးဘူးဒါဝိပဿနာညာအမေနဲ့ဖြစ်တာမဟုတ်သေးဘူးတချို့ယုံနာနေတဖွာဖွာနဲ့ဖြစ်ပြနေတာမြင်တယ်တဲ့သူတို့ပြောတယ်အဲဒီလိုမြင်နေတဲ့စိတ်ကလေးကြောက်သွားတယ်နဲ့တွေ့ရလားအမေကြီးတော့အဲ့ဒါတော့မတွေ့ဘူးတဲ့မြင်နေတာပဲသူကြောက်တဲ့ကနေပြီးလာဒါပေမဲ့လို့ဟိုမြင်တဲ့ဥစ္စာပြောက်လို့ရှိရင်မြင်ရတဲ့အာယုန်တွေပြောက်သွားကြတဲ့ကမြင်တာလည်းပြောက်သွားတယ်လို့ယူရမှာပါပဲတဲ့သူတို့ပြောတယ်ကဖြည်းဖြည်းတဲ့ဒါကတော့ဟုတ်တာပေါ့လေဒါပေမဲ့လို့ကိုယ်ပိုင်ညာအဲ့ဒီမှာမဖြစ်ဘူးဒီကယောဂီပုဂ္ဂိုလ်တွေရှုမှန်တာသင်္ကန်းညာရောက်ရင်တော့ဒီတိုင်းဖြစ်ပါတယ်အမှားရတဲ့အာယုန်လည်းပြောက်မှတ်ပြီးတဲ့စိတ်လည်းပြောက်ကိုယ်ရဲဆိုရင်ရွေးလိုက်ရွေးတဲ့သဘောလေးဒီနေရာတွေပြောက်တာပဲကိုယ်ရဲလို့မှတ်ပြီးတဲ့စိတ်ကလေးကလည်းသိပြီးဒီနေရာတွေပြောက်တာပဲတရွေ့နဲ့တသိနဲ့ပြောက်သွားပြီမရှိဘူးဒီဘက်ကရွေးတဲ့ကိုယ်တဲ့ဟာလည်းပဲမမြဲဘူးပြောက်သွားပြီအတွင်းကမှတ်ပြီးတဲ့စိတ်ကလေးလည်းသိပြီးပြောက်သွားပြီမမြဲဘူးမမြဲနှစ်ခုပေါ့အနိစ္စနှစ်ခုထင်တာမာယာရဲ့အာယုံပြောက်သွားလို့မမြဲဘူးမာတိတဲ့စိတ်ပြောက်သွားလို့မမြဲဘူးနှစ်ခုတင်တာနောက်တစ်ခါတည်းကိုယ်ရမှလိုက်ကြတာအဲ့ဒီမှာလည်းပဲအာယုံနဲ့အတိတွဲပဲပြောက်သွားမမြဲဘူးနောက်တစ်ခါတည်းနောက်တစ်ခါတည်းဒီကိုယ်မှာအရွေးအများကြီးခါကြမ်းကြမ်းပြောမယ်ဆို5-6ခုတော့ရှိတယ်ခါကြမ်းကြမ်းပြောမယ်ဆိုဒါ10ခုလည်းမကဘူး100လည်းမကဘူးအများကြီးသူကညာရင်ရင့်တယ်လို့ညာထက်ရင်ထက်တယ်လို့အများကြီးထင်တာဒီမှာဒီဝိသသအတွင်းမှာလမ်းကြောင်နေတဲ့အခါဆိုရင်လှမ်းတယ်လို့ရိုးရိုးပဲမှတ်ပါတော့ဒါပေမဲ့လို့ခြေတော်ကြွစီကစားခြေတော်ချပြီးပြောင်းရွေ့နေတဲ့အရွေ့တွေဟာလေခြေတော်ထဲကရောကိုယ်ထဲကရောတခါတည်းရွေ့လိုက်ကြောက်လိုက်ရွေ့လိုက်ကြောက်လိုက်ရွေ့လိုက်ကြောက်လိုက်ကြောက်တိုင်းဟာပြီးတဲ့စိတ်ကလေးကလည်းပြီးလိုက်ကြောက်လိုက်ရွေ့ပြောက်ပြီးကြောက်ရွေ့ပြောက်ပြီးကြောက်ရွေ့ပြောက်ပြီးကြောက်ဒီလိုလိုက်နေတာတခါတည်းဘာမှမြဲတည်တာမရှိဘူးအဲ့ဒီမှာအနိစ္စ ानु ပဒနာတွေကောင်းကောင်းထင်တာပေါ့ဒါတွေအရေးကြီးပါတယ်ဒီကယောဂီတွေကဒီလိုထင်ရတယ်ဒီလိုထင်မှလို့အဲ့ဒါသင်္ကန်းညာနဲ့အဲဒီလိုတပြည့်တည်းပြဲလို့တည်းကြီးကြောက်နေတော့ဘယ်မိထဲမှာ
ပြောမှုစရာရှိမလဲအဲ့တော့ပြောက်ပြီးတော့နေတော့ကြောက်เสียကောင်းတယ်ဘယ်ချင်းဆိုပြင်နိုင်တယ်အသေးသေးမဖြစ်ရင်သေဖို့ရာကြီးတယ်ပဲဒီကြောက်တဲ့နောက်အဲဒါကြောင့်ကြောက်เสียကောင်းတဲ့တရားတွေလို့ဘုရားညာပြအပြည့်မြင်လာတယ်မကောင်းတဲ့တရားတွေပဲအပြည့်မြင်လာဘယ်ချင်းဆိုပြည့်နိုင်တယ်ဘာမှခိုင်ခံတဲ့တရားတွေမဟုတ်ဘူးအပြည့်မြင်လာအာရိနဝညာခေါ်တယ်ညီးငွေလာတယ်မပြောတော့နိဗ္ဗာန်ညာခေါ်ရေးကြည့်တယ်ယုံနာသင်္ခါရတရားတွေညီးငွေမှနိဗ္ဗာန်သွားတာမညီးငွေရင်မသွားဘူးဟိုဘက်နဲ့ဒီဘက်လိုပဲဒီဘက်ကမညီးငွေသေးဘူးဆိုဟိုဘက်မသွားဘူးဒီဘက်မကောင်းဘူးလို့ပဲလို့ပြောနေတယ်မညီးငွေသေးရင်မသွားသေးဘူးညီးငွေရင်တော့သွားမယ်နေကုန်မနေတော့အဲဒါကြောင့်ယုံနာသင်္ခါရတရားတွေတကယ်တည်းပြည့်နေတာတွေတွေ့ရတော့ညီးငွေပြီလူဖြစ်ရတာလည်းမကောင်းဘူးနာဖြစ်ရတာလည်းမကောင်းပြင်မဖြစ်ရတာလည်းမကောင်းဘူးဒီလိုယုံနာနဲ့ဒီလိုဖြစ်ပြနေတာပဲလို့လောကထဲမှာဘာမှမကောင်းတဲ့တရားတွေမဟုတ်ဘူးလို့သိပြီးတော့ညီးငွေလာတဲ့အခါမှာနိဗ္ဗာန်ညာဖြစ်တယ်တဲ့အထနိဗ္ဗာန်တိဒုက္ခဧတမေကောဝိသုဒ္ဓိယအထဒုယုံနာသင်္ခါရဓမ္မတို့အနိစ္စဓမ္မအနိစ္စဒုက္ခအနတ္တသဘောကိုမြင်သောအခါကာလ၌ဒုက္ခေနိစ္စဒုက္ခအနတ္တများဖြစ်သောဆင်းရဲတရားပေါင်းတဲ့နိဗ္ဗာန်နဲ့ညီးငွေတွေတော့ဤယောဂီပုဂ္ဂိုလ်မှာရှုနေသူ့အတူညီးငွေလာမပြောဘူးအဲဒီလိုညီးငွေလာလို့ရှိရင်ဒါနိဗ္ဗာန်ရောက်ဖို့ရပဲဧတာမေကောဝိသုဒ္ဓိယဧတာဤညီးငွေခြင်းသည်ဝိသုဒ္ဓိယကိလေသာစင်ကြယ်သောနိဗ္ဗာန်ဤမေကောရောက်ခြင်းရောက်ဖို့ရအကြောင်းလမ်းပါပေ၏ရောက်ဖို့ရအကြောင်းလမ်းမယ်ဒါနိဗ္ဗာန်ရောက်ခွင့်ဝိပဿနာလမ်းမှရောက်ညီးငွေတော့အဲ့ဒီညီးငွေရာကလွန်မြောက်အောင်လို့လွန်မြောက်ခြင်းလာတယ်လွန်မြောက်အောင်လို့ဆက်ပြီးအားထုတ်တယ်သင်္ခါရုပ္ပခညာနဲ့နောက်ကျသင်္ခါရတွေလေးလူရှိတဲ့ညာအမှန်ကောင်းပါတယ်အဲဒီကြတော့ညီးငွေတာတွေဘာတွေလည်းမရှိတော့ဘူးဒီနဲ့ပြောင်းတာတွေတော့သိနေတာကြောင်ညာလည်းမဆက်ရဘူးအမှန်ဟန်ကြတယ်ဒီကြီးနဲ့တခါလေအပီလေးကသူ့ဟာသူသိနိုင်ညာပေါ်ပေးထားတော့စက်ကလေးကသူ့ဟာသူသွားနေတယ်ထိုင်တော့မယ်ဆိုပြီးတော့ဖောင်းနေစိန်နေထိုင်နေအထိတဲ့နည်းနည်းတော့အစလောက်ကလေးပဲဟုတ်လားနှိုးပေးလိုက်တာတော့ပဲသူနောက်တော့သူကသူသွားသိစရာအာယုံတွေကသူကသူပေါ်သိစရာသူကသူသိစရာအောင်ပေါ်သိရင်တရင်နဲ့သိပြီးတော့သွားနေတာနိုင်ဝဲလောက်ဆိုတာကတော့အလွယ်တကူလေးသွားပါတယ်တနာကြီးတော့လဲသူကအချိန်မပြေသွားနေတာပဲကြားထဲမှာဟိုတခြားတစ်ပါးရောက်တော့လို့ပြန်ပြီးစိတ်ခေါ်ယူရတာမရှိဘူးမှားကြတာမရှိဘူးကတည်းကလျှောက်သွားနေတာညောင်ညင်ညာချင်းပူချင်းနာချင်းကြိုက်ခဲချင်းမရှိဘူးတနာကြီးလောက်တော့သွားနေတာများပါပဲတနာကြီးကွဲတနာကြီးလည်းသွားတာပဲအကြောင်းညွှန်လို့ချင်းတနာကြီး၃နာရီလူလည်းသွားတာပါပဲအချိန်နဲ့သွားနေအမှန်ကောင်းပါလေအဲ့ဒီသင်္ခါရုပ္ပခညာသင်္ခါရတွေလိလိကျွနေနေညာအဲ့ဒီညာရောက်ဖို့ရည်ကြီးတယ်ဒီညာမရောက်ဘဲနဲ့အရိယာမဖို့ကမရောက်ပါဘူးဒါတော်တော်လေးအထောက်ပါပါတယ်လင်္ကာ9ရက်အတွင်းနဲ့ရောက်ခဲတယ်ဒီညာကရောက်တဲ့ပုဂ္ဂိုလ်တူတူလေးပဲရှိအမှန်နဲ့ပါတယ်အဲ့ဒီသင်္ခါရုပ္ပခညာကပြည့်စုံတဲ့အခါမှာမှတ်တရားအပိတွေကကောင်းတယ်ကောင်းပြီးတော့နှင်းတယ်နှင်းမြန်တယ်မြန်ပြီးတွတ်တယ်တွက်ပြီးတကလည်းတက်လာတာတကလည်းအဲဒီမှာယုံနာသင်္ခါရငြိမ်းတဲ့နိဗ္ဗာန်အယုံပြေးဝင်သွားတယ်တဲ့အဲ့ဒါကိုပြောတာကိုနိစ္စတော်မမြဲဘူးဒုက္ခတော်ဆင်းရဲအနတ္တတော်အတ္တမဟုတ်ဘူးယောနိတော်နိမန္လမအာယမနတိကောင်းတော်နှလုံးသွင်းသောနှလုံးသွင်းရှိသောဝါနှလုံးသွင်းနေစဉ်ရှုနေစဉ်သောတာပတိဗလံသောတာပတိဘုရားသစ္စိကရေယအကျဉ်အကြောင်းကြောင့်မျက်မှောက်ပြုရာဧတာဌာနာဤတို့မျက်မှောက်ပြုနိုင်ခြင်းအကြောင်းသည်ဝိသတိရှိပါပေ၏အဲဒီဥပါဒณะခန္ဓာ၅ပါးမြင်နိုင်ကြတဲ့ဓဝါ၆ပါးပေါ်တဲ့တရားတွေကိုရှုနေရင်အနိစ္စဒုက္ခအနတ္တကိုသိနေရင်သိနေရင်နဲ့ဒီရင်းနဲ့ဖြစ်ပြနေတာသိနေရင်သိနေရင်နဲ့သောတာပတိကိုမျက်မှောက်ပြုသွားပါတယ်တဲ့သောတာပတိကိုရောက်တော့သောတာပတိကိုပြနိဗ္ဗာန်ကိုမြင်သွားတယ်အဲဒီလိုရောက်နိုင်တဲ့အကြောင်းရှိပါတယ်တဲ့သောတာပတိကိုရောက်သောတာပန်ဖြစ်တာပေါ့အဲဒီဝိသိစိတ်စဉ်တွေကတော့ရှိပါတယ်ရှုမှတ်တဲ့စိတ်ကလေးကဝိပဿနာပရိက္ခဥစ္စာအနုလုံလို့ခေါ်တယ်အဲဒီကနောက်နိဗ္ဗာန်စီကိုညှို့ပြီးကြသွားတာဂုတ္တရဘူးလို့ခေါ်တယ်ဖြစ်တဲ့ယုံနာနေအစကမြင်တာဖြစ်ဖြစ်ကြားတာဖြစ်ဖြစ်နာမသဘာဝဒုဋ္ဌိတာဖြစ်ကိုယ်တော်ဆုံးတာလှုပ်ရှားတာဖြစ်ဖြစ်ဒါတစ်ခုခုရှုနေတာသင်္ခါရကိုရှုနေတာဝိပဿနာညာများသောအချင်းတော့ကိုယ်တည်းကအတိလေးတွေကိုသိပြီးတော့သွားတတ်တယ်ဒီခါမှာမြင်ပြီးတော့မြင်စရာတွေသိတယ်မရောက်တာဘူးကြားစရာလည်းပဲတခါတည်းတော့ရောက်ချင်ရောက်မှာဒါလည်းနည်းပါလိမ့်မယ်ကြားတဲ့သားနဲ့အတွေ့အထိလေးတွေကတော့ရောက်နိုင်တယ်အတိလေးတွေမှ
အတိလေးတွေကနေပြီးရောက်သွားတာမြင်ရအဲ့ဒါပြည့်နေတဲ့သဘောလေးတွေပြီးရင်နဲ့နောက်ဆုံးပြည့်နေတဲ့သဘောတွေပြီးရင်ကနေပြီးဖြစ်ဖြစ်ချင်းလုံးဝမရှိတဲ့သဘောနိဗ္ဗာန်အာယုန်နဲ့ကြာသွားတယ်စိတ်ကလေးရှိဥဒ္ဒညုဆိုတာဂုတ္တရုညာနဲ့အဲ့ဒီတည်းကြာသွားတာမဲ့ညာနဲ့ကြာပြီးရောက်နေတာဖိုးညာနဲ့အဲ့ဒီကပြီးရင်ချင်းပြန်ပြီးတော့ဆင်ញင်တဲ့သစ္စာကနာညာဖြစ်လာကိုယ်ဖြစ်ပုံလေးတွေရှိကရှုမှတ်နေခဲ့တာတွေအဲ့ဒီညုနာတဲ့ခါရချင်းရာရောက်သွားပုံလေးသာပြန်ပြီးဆင်ញင်တယ်အဲ့ဒါသစ္စာကနာညာနဲ့အဲ့ဒီလိုဆင်တိုင်းဖြစ်ပြီးတော့သွားတာအဲ့ဒါသောတာပတ္တိဖို့ကိုမျက်မှောက်ပြုသွားတော့သောတာပန်ဖြစ်သွားတာတဲ့ဥပါဒနာခန္ဓာ၅ပါးတရားတွေရှုနေရင်သောတာပတ္တိဖို့ရောက်သောတာပန်ဖြစ်နိုင်ပါတယ်ဒါကိုသို့ရှုမြင်သံသောတာပန်အမှန်ဖြစ်နိုင်သည်အောက်ထည်ဆုံးတော့တော့ရောက်အောင်တော့အထုမှဖြစ်ဒီတော့ရောက်အောင်မကြိုးစားနေကြတယ်အဲဒီလိုသောတာပန်ဖြစ်တော့ဘယ်အကျိုးတွေရှိသလဲဆိုလို့ရှိရင်အဗရာလိတာပုဗ္ဗံတခါတရားမှမခွဲမပေါက်ဘူးသောကိလေသာခန္ဓာလောဘစာရှိသောကိလေသာစုကိလေသာတုံးဆဲကိုဗရာလေးတိပေါက်ခွဲနိုင်၏အရိယာမေကဘယ်တော့ကမှမပေါက်ခွဲနိုင်တဲ့လောဘဒေါသမောဟအတုံးခဲတွေကိလေသာတွေပေါက်ခွဲသွားတယ်လောဘဒေါသမောဟဆိုတာသတ္တဝါရိသနာမှာအမှန်တရားအကောင်းတဲ့တရားတွေပဲဒါတွေပယ်ပါဆိုပေမဲ့လို့မပယ်နိုင်ဘူးလောဘတွေမဖြစ်ပါစေနဲ့ဒေါသတွေမဖြစ်ပါစေနဲ့မောဟမဖြစ်ပါစေနဲ့မာနမဖြစ်ပါစေနဲ့မရဘူးလောဘဖြစ်စရာကြီးလောဘဖြစ်တာပဲလူချင်းစရာကြီးတဲ့ကလူချင်းတဲ့စိတ်ဖြစ်နေတဲ့စရာကြီးတဲ့ကနေတဲ့စိတ်ဖြစ်စီစိုးစရာကြီးတဲ့ကစီစိုးစိတ်ဖြစ်လောဘဒေါသတွေဆိုတာဖြစ်နေတာဘယ်တော့မှမပယ်နိုင်ဘူးသာမန်ဒါနကုသိုလ်တွေပြုဒါနထဲမှာလည်းလောဘဒေါသမောဟတွေကပါနေတာပဲဒါနကုသိုလ်အတူတွေပါလေလုပ်နေရင်လောဘဒေါသမောဟတွေဆိုတာပြည့်နေတာပါပဲတချို့ပွဲကြီးလမ်းကြီးနဲ့တခါတည်းအငိမ့်နေဇတ်တွေပွဲတွေနဲ့များတော့အတူပေးနေသေးတာကိုအဲဒီထဲမှာငိမ့်နေပွဲတွေဇတ်တွေကဆိုလိုက်တီးလိုက်ကလိုက်ဒါတွေသူตายရတယ်လည်းပါမှာပါပဲငါအလူကြီးဟဲ့ဆိုပြီးဒါတွေလည်းပါနေမှာပါပဲလူတွေပါလေကြွကြွရနဲ့ပွဲလမ်းတွေသွားနေတာလည်းငါအလူမှာပွဲကြည့်ကြတယ်လူတွေနေရာကြတယ်ဆိုပြီးသဘောကျနေမှာဗာယာမှုတွေဖြစ်နေမှာပါပဲဒီတက်ကနေပြီးတော့ကိုယ်စီမံခံခွဲတာတွေနေရာမကျတာနဲ့စိတ်ပြက်တာတွေလည်းဒေါသပါအောင်မှာပဲဒီထဲမှာဒါပေမဲ့လို့ဒါနကုသိုလ်ကတော့အောင်မြင်တယ်မပြတ်ပါဘူးဒီဒါနလည်းအကျိုးလည်းပေးပါတယ်ဒီကျဲသောအကျိုးတွေလည်းပေးပါတယ်မပေးတာမဟုတ်ဘူးသူကအကိစ္စမရှိဘူးသူကဒါနနဲ့ကတော့လောဘဒေါသမောဟတွေကမဖြိုးဘူးဒါနလောဘဒေါသမောဟတွေတည်းဒီဒိဋ္ဌိဆိုတာကသာဆိုရည်လို့ဒိဋ္ဌိဆိုတာသတ္တဒိဋ္ဌိတွေဥစ္စေတာဒိဋ္ဌိသာသနာဒိဋ္ဌိဆိုတာဟိုဘဝဒီဘဝတယောက်တည်းမြဲတည်နေတယ်ဒီဘဝဒီဟိုဘဝရောက်ဟိုဘဝဒီဟိုဘဝရောက်ဒီဘဝပြီးဒီဘဝပြောင်းသွားနေတယ်အသက်ရှင်နေတယ်အကောင်လေးတကယ်ရှိနေတယ်လို့ထင်တာသာသနာဒိဋ္ဌိခေါ်တယ်ဒီတဲ့ခါကာလကြဘာမှမရှိတော့ဘူးပြောက်သွားတာပဲထင်ဥစ္စေတာဒိဋ္ဌိခေါ်တယ်ဘုကာလရုပ်ဝါဒအရာယူတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီလိုယူကြတယ်သိရင်ပြီးတော့ဘူးအခုဘဝတင်ရှိတာပဲသူတို့ကပြောတယ်ကိုဘဝကိုယ်ခွင့်ရေးတွေအဆုံးရှုံးမခံရဘူးတဲ့ဘုရားပြောတယ်အမှန်ကျမ်းစာတွေနဲ့ရေးထားတယ်ကြတယ်နောက်ဘဝရှိသေးတယ်ဆိုပြီးတော့အကုသိုလ်တွေမကောင်းမှုတွေကျင်းကြောင်းတယ်အကုသိုလ်ကောင်းမှုတွေပင်မခံပြီးလုံတာလကားပဲတကယ်ရှိတာမဟုတ်ဘူးတဲ့နောက်ဘဝသူတို့ကပြောတယ်ကိုယ်ခွင့်ရေးတွေဆုံးရှုံးတယ်ဥပမာဆိုတော့ကုသိုလ်ရတယ်ဆိုပြီးဥပုသ်ဆောင်နေရင်ဓမင်းမစားတာရှိတာပဲသူတို့အတွက်ကဒီလိုလုပ်တာဘူးသူတို့မြင်နေဆိုတော့ဒီလိုပဲဆရာမှာပဲသူကပိုးပဲလကားပဲအိမ်မှာသားနဲ့မရတယ်လည်းမနေရဘူးပွဲမကြည့်ရဘူးသာကိုယ်ခွင့်ရေးတွေဆုံးရှုံးနေတာပေါ့လေပြောရမယ့်အချိန်တွေမပြောရဘဲနဲ့လကားဆုံးရှုံးသွားတယ်ဘာမှအကျိုးမရဘူးဒီလိုဆိုတယ်ဘေးအန္တရာယ်ရှိတဲ့တ attva တွေဆိုရင်ကိုယ်အန္တရာယ်ပြုမဲ့တ attva တွေဆိုရင်စောစောကတွေကပတ်ရင်စရမယ်ပယ်ချရမယ်ဒီဥစ္စာတွေအကုသိုလ်ဖြစ်တဲ့ဆိုပြီးရှောင်းနေဖို့မလိုဘူးကျဲရှောင်းနေလို့ရှိရင်အချင်းဆုံးဆိုတော့ကင်းကြီးကောက်ကိုမသားမိလို့ဒီနေ့ကျပုံမှုတော့ကိုယ်ရင်လည်းကင်းကြီးကောက်အောင်ထိုးမယ်သားသမီးတွေထိုးရတာဒုက္ခရောက်တာပဲဒီဥစ္စာတကားပဲဒီဥစ္စာသလိုက်မှာပွဲစိတ်တွေမွေးတာပွဲစိတ်တွေကခြေဘိုးမွေးတာခြေဘိုးကဒါတွေကကိုယ်ခွင့်ရဆုံးရှုံးခံရလို့အကုသိုလ်ဆိုပြီးကြောက်မှုမလုံးဘူးတော့နောက်ဘဝမရှိဘူးအကုသိုလ်မရှိကုသိုလ်မရှိနောက်ဘဝမရှိပြီးတော့ဒီကအဲ့ဒါကဥစ္စေတာတွေပြီးသွားတယ်သာသနာတွေကတော့ဒီ
ဒီဘဝဟိုဘဝကြောင့်ဟိုဘဝဒီဘဝတယောက်တည်းပဲကြောက်မသွားဘူးဒီကသေးသေးဆိုမဲ့လို့ရုပ်ချမ်းကြီးရတာကြောက်သွားတာယုံနေတဲ့ကွာအသက်ရှင်နေတဲ့အတ္တကောင်လေးကတော့ဟိုဘဝဟိုခန္ဓာပြောင်းသွားတယ်အခုဘဝရောက်လာတယ်ဟိုရှိဘဝဒီလိုပြောင်းလာတာပဲနောက်လည်းဒီလိုပြောင်းနေမှာဘယ်တော့မှပြောင်းပြဘူးလို့ယူလို့ရှိရင်ဒါသဒ္ဒရာတိခေါ်တယ်များသောအားဖြင့်ဒါနကုသိုလ်တွေပြုနေတဲ့အခါဒီသဒ္ဒရာတိကရှိရတယ်ဒီဒါနကုသိုလ်စုတဲ့အတွက်ငါအနောက်ဘဝကျရင်မင်းဖြစ်ပြီးတော့ကျိုးတွေရမယ်နာဖြစ်ပြီးတော့ကျိုးတွေခံစားရမယ်နောက်သားများဘဝတွေငါခံစားရဒီလိုဆွဲလာနေရှိတယ်အဲဒါကသဒ္ဒရာတိဝင်အပြစ်တော့မကြီးလာပါဘူးဒါပေမဲ့ကိလေသာမဖြုံတဲ့အကြောင်းပြောနေတာကိလေသာကဒါနလူယုံနဲ့တော့ဒိဋ္ဌိကဘာမှမဖြုံဘူးဥစ္စရာဒိဋ္ဌိကတော့လည်းပဲဒါနမလုပ်တာဘူးသူကကုသိုလ်ကောင်းမှုမလုပ်ဘူးသဒ္ဒရာဒိဋ္ဌိကဒါနသီလကုသိုလ်ကောင်းမှုတွေပြုနေလို့ဥစ္စရာဒိဋ္ဌိကမဖြုံဘူးနည်းနည်းမှမလုပ်သေးဘူးသူကဘာမှဖြစ်သေးဘူးသမထဝိပဿနာအားထုတ်ကြပြီတဲ့အဲဒီမှာလဲလောဘဒေါသမောဟတွေဆိုတာထိုက်ဆုံးတော့ရှိနေတာပါပဲအဲဒီဒိဋ္ဌိဆိုတာကတော့မဖြုံမှုသဒ္ဒရာဒိဋ္ဌိကတော့ဇာညတဲ့ပုဂ္ဂိုလ်တွေဇာညနေလဲသူကဇာညပြီးတော့ငါဒီကသိရင်ဓမ္မတည်ရောက်မယ်ဓမ္မဖြစ်မယ်ဒီလိုဆွဲလန်းတာဓမ္မဖြစ်နေတဲ့ပုဂ္ဂိုလ်တွေလည်းသူဆွဲလန်းနေတဲ့ရှိသေးတာဓမ္မဖြစ်နေတဲ့ပုဂ္ဂိုလ်တွေကလည်းသူတို့ကိုယ်သူတို့ငါလူဘဝနေပြီးတော့ဖြစ်လာတဲ့ဒီဓမ္မဘုံကအများအားတည်နေမယ်ဒါမှမဟုတ်ဒီဓမ္မဘုံကသိလို့ရှိရင်လူဖြစ်အောင်မယ်နတ်ဖြစ်အောင်မယ်စသည်ဖြင့်သူတို့ဆွဲလန်းနေရှိအဲပါလေအဲ့တော့ဇံရတဲ့ပုဂ္ဂိုလ်တွေသမထလန်းကလည်းပဲကုသိုလ်ကောင်းမှုတွေအားထုတ်နေပေမဲ့ဒိဋ္ဌိကမဖြုံဘူးဘာမှမလျော့ဘူးလိုပဲနေတာဒါမှမပေါက်ခွဲနိုင်ဘူးတဲ့ဒီကိလေသာတွေကအခုမြတ်စွာဘုရားဟောတဲ့ဤတိုင်းဆိုယုတ်တရားနာတရားသာရှိတယ်ဟိုဘဝဒီဘဝပြောင်းလဲသွားတယ်ဆိုတာယုံနာမယ်ယုံနာအစဉ်ဆက်အကြောင်းကျိုးပဲကိုပြုထားတဲ့ကုသိုလ်ကောင်းမှုကံလေးတွေရှိဒီကနေ့ကျတော့အဲ့ဒီကောင်းမှုကံလေးတွေပေါ်လာကံနဲ့ကံပြုစဉ်ခါကအာယုန်နမိတ်ကလေးပေါ်လာတယ်အဲ့ဒီကံကြောင့်ဖြစ်မဲ့ဘဝအခြေအနေတွေလည်းပေါ်လာဂတိနမိတ်ခေါ်တယ်အဲ့ဒီနမိတ်တစ်ခုကိုဆွဲလာပြီးတော့သိသွားလို့ရှိရင်အဲ့ဒီအာယုန်နမိတ်အာယုန်ပြုပြီးတော့ဘဝအသစ်မှာစိတ်သိကလေးဖြစ်တယ်ဒါပြိဿစိတ်ခေါ်တယ်ဒီကစိတ်ကသွားတာမဟုတ်ဘူးဒီကအကောင်လိုက်ထဲရွှေ့သွားတာမဟုတ်ဘူးဟိုပဂရိပုဂ္ဂိုလ်တွေကတော့ရှင်းစိတ်နောက်စိတ်ဒီစိတ်ထဲဖြစ်နေတာကိုဒီစိတ်ထဲမှာဟုတ်မှာမဟုတ်ပဲအခုကိုလည်းဒီစိတ်ထဲမဟုတ်ဘူးမြင်တဲ့စိတ်ကတခြားပဲကြားတဲ့စိတ်ကတခြားပဲသိကူးတဲ့စိတ်စဉ်းစားစိတ်ကတခြားပဲအခုယောဂီပုဂ္ဂိုလ်တွေကတော့သင်ကြားပါတယ်တရားမထုတ်တဲ့ပုဂ္ဂိုလ်တွေမှာဒါတွေကသိခဲ့နေတာတရားထုတ်နေတဲ့ပုဂ္ဂိုလ်တွေမှာစိတ်တိုင်းလိုက်မှနေစိတ်ကလေးတွေတစ်ခုစီဆိုတာသူကရှင်းနေတယ်တရားဟောလို့ပြောလို့လည်းလွယ်ပါတယ်သဒ္ဒရာဒိဋ္ဌိကသူကမဖြစ်ဘူးမကြည့်ဘူးဒီမှာရှင်းနေတယ်။ဩသမထဇာအထုတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီဟာမရှိဘူး။အကောင်ထလိုက်ပဲဒီနေတာပဲသူတို့မှာအဲဒါကြောင့်ဒါနသီလသမထဝိပဿနာအထုယုံနဲ့လောဘဒေါသမောဟကိလေသာတွေကတော့မဖြုံဘူးဒိဋ္ဌိကလုံးလုံးပဲမလှုပ်သေးဘူးမခွဲနိုင်ဘူးဒီဥစ္စာဝိပဿနာကြမှာဝိပဿနာကတော့ရှုလို့ခဏကပြောတဲ့အတိုင်းသမထနာညာဆိုပါတော့နာမရူပပရိစ္ဆေဒညာရောက်ရင်လည်းတော့သူလှုပ်လာပါပြီဒိဋ္ဌိကသဒ္ဒရာဒိဋ္ဌိဒိဋ္ဌိမဟုတ်တော့ပုဂ္ဂိုလ်သတ္တဝါမရှိဘူးတော့အကျမ်းများတယ်ပြီးဥရိယဗျာညာဘင်္ဂညာစီရောက်တဲ့အခါကျတော့တော်တော်ရှင်းသွားပါပြီအဲဒီကျတော့ယူတိုင်းစိတ်ကလေးတွေကတစ်ခုစီပြီးတဲ့စိတ်ကလည်းတစ်ခုမှားတဲ့အာယုံကလည်းတစ်ခုပြီးတဲ့စိတ်ကလည်းတစ်ခုစီရှင်းစိတ်နဲ့နောက်စိတ်နဲ့တခြားစီရှင်းဘဝနောက်ဘဝဆိုတော့ဘယ်ပြောကြရှိမလဲယုံနာအကြောင်းကျိုးဆက်ပြီးရှင်းနေတာပဲဆိုတာသိရတယ်အဲ့ဒီမှာသဒ္ဒရာဒိဋ္ဌိကတော်တော်လေးဟန်ကြတာဒိဋ္ဌိတော်တော်လေးကျင်းသွားတယ်ဒါပေမဲ့လုံးလုံးကျင်းရလာတော့ကျင်းနေဘူးနောက်တရားမထုတ်ဘဲနဲ့ရနေအသက်ရှင်နေတဲ့အကောင်းပါပဲလို့ဒီလိုဆွဲလာအောင်မှာပြန်ပြီးမူလပြန်လာခေါ်တယ်ခြေတုံးကဟိုဓာခွဲတာတွေကတိတ်ပြီးတော့မရှိသေးတော့ရွှေရုငွေရုတွေရှိရရှိတယ်အဲ့ဒီကရွှေတွေပေါ့ကြီးတွေနဲ့ဗရာတွေနဲ့အဲဒီပါတယ်သူစားအင်းရိုင်းဆိုတဲ့ဥစ္စာတွေနဲ့အဲဒီဥစ္စာတွေနဲ့သူတို့ထိုးထားတော့ကြီးကရွှေအောင်တောက်သူတို့ဘုန်းကြီးများလည်းမြင်မှုတယ်အဲ့ဒီဆရာတွေလောက်တာမြင်မှုသူမှတ်ကလေးများနဲ့တိုက်ကြည့်လိုက်ပြီးရွှေစင်းနဲ့ခွန်မူရည်ရှင်မူရည်နဲ့သူတို့ထိုးထားတဲ့အဲ့ဒီရွှေလေးနဲ့တိုက်ကြည့်လိုက်တော့ရွှေရည်တင်တယ်လို့ပဲသူကလည်းရွှေရည်တွေကနည်းနည်းဝင်းနေတာကိုသူကရေးမီးနေအဲ့တော့ရှင်းတော့ဆိုတော့ရွှေသားတဲ့အဲ့ဒီရွှေလူတွေကိုစားတဲ့
သေးရတတွေကမရှိတော့ငရဲမီးတို့ဘာလို့ကမရှိတော့သူကရွှေလိုဖြစ်နေတာပေါ့ဒီလိုပဲရှိကသုံးနေရတယ်တော့ကြတော့တနည်းနည်းနေတဲ့အခါကျတော့သူမူလပြန်သွားကြီးပြန်ဖြစ်တာကိုသူကရွှေမမဟုတ်ပဲအခုတော့ဒါတွေကမလုံးနိုင်ပါဘူးအခုစားလိုက်ချက်ချင်းမှုပါပေါ်တယ်မဖြစ်ဘူးကိုရွှေမဖြစ်တော့ဘူးဒါကျေးတို့ကဖြစ်အဲ့ဒါလိုပဲအခုတရားတော်လို့ယုံနာသင်္ခါရအနိစ္စဒုက္ခအနတ္တတွေသိနေလို့ပုဂ္ဂိုလ်သတ္တဝါမရှိဖြစ်ပြတဲ့ယုံနာတရားရှိတာပဲလို့ပိုင်ပိုင်နေနေဖြစ်နေပေမဲ့လို့ခုနကပြောတဲ့အရိယာမဲ့မရောက်သေးလို့ရှိရင်လေနောက်တော့ကြတော့ပုဂ္ဂိုလ်သတ္တဝါအကောင်ထည်လိုက်ပြန်ပြီးထင်းလာနိုင်တယ်ဒီလိုပြန်ဖြစ်လာနိုင်တယ်မူလပြန်လာခေါ်တယ်ဒီမှာတရားထုတ်ပြီးတော့じゃမူလပြန်လာတယ်ရှိတယ်မူလပြန်လာတယ်မူလပြန်မှာအဆုံးရဒါကြောင့်ဘုန်းကြီးကကိုယောဂီကိုမေးကြည့်ရတယ်ဘယ်နဲ့တော့အင်းရောက်နေပုဂ္ဂိုလ်တွေမသိတယ်တရားအားထုတ်ရလားအားထုတ်တော့အဖြစ်ပြကနေလားဖြစ်ရလားနိစ္စဒုက္ခအနတ္တလေးတွေညာပိုက်ချသိရလားမေးရတယ်သူကမေးတော့ညားသွားခြင်းတော့သူတို့တရားလေးတွေသက်ဝင်နေကြပါတယ်ဘာလို့ခေါ်ရတယ်ဒီမှာတော်ရဲ့တရားနဲ့ကိုယ်နဲ့မြဲပါစီလို့မမြဲလည်းပဲနှလုံးသွင်းတဲ့အခါကလာပြီးယုံနာအဖြစ်ပြက်ကလေးပိုက်ချသိနေတော့ပါပြီအဲ့ဒီလိုသိရတယ်အဲ့တော့သောတာပတိမေကိုရောက်လို့ရှိရင်သက္ကာယဒိဋ္ဌိဝိသိကိစ္စသီလပရပရမသာဆိုတဲ့ဘာယောဇဉ်၃ပါးကျင်းတယ်။ဘာယောဇဉ်၃ပါးကျင်းလောဘဒေါသမောဟတွေလည်းထိုက်ပြရတော့ဆိုတာကျင်းတယ်အပယ်ကျတော့တဲ့လောဘဒေါသမောဟအကျဉ်းစားတွေမရှိဘူး။ဒါကြောင့်နကေလင်းစေတာအဗရာလိတာပုဗ္ဗာနံအဗရာလိတာပုဗ္ဗာနံကိလေသာဌာနနံပရလနမေဝကရောတိဧတာဤအရိယာမေတိအဗရာလိတာပုဗ္ဗာနံနာမတေကသံဃာဆက်ဆက်မှမခွဲနိုင်မဖြိုးနိုင်မဆက်နိုင်ခဲ့တော့လောဘဒေါသမောဟကိလေသာဌာနနံလောဘဒေါသမောဟဆိုတဲ့ကိလေသာဌာနတို့ပရလနမေဝဖောက်ခွဲခြင်းဖောက်ပြခြင်းပယ်ခြင်းကိုသာလျှင်နာကရောတိပြုသည်မဟုတ်သေးအဲဒီကိလေသာတွေပယ်ခြင်းမှမကသေးပါဘူးတဲ့အဲဒီကိလေသာတွေပယ်တဲ့အပြင်လည်းပဲသောတာပတ္တိမေကသောတာပတ္တိမေကဝဆင်းရဲတွေကိုလည်းပဲပယ်သွားပါတယ်တဲ့အပိစ္ဆာခောအနာမတေကသံဃာဝတ္တဒုက္ခဒုက္ခသမုဒ္ဒံသောတေတိပိစ္ဆာခောဆင်းရဲပိစ္ဆာခောဆင်းအပြင်သောကအနာမတေကသမဟာရဝတ္တဒုက္ခသမုဒ္ဒံသံပတင်သောသံဃာဝဆင်းရဲတိဟုသောပင်လေကြီးကိုသောတေတိ6တွေ့စေနိုင်ပါ၏ပင်လေကြီးပင်လေဆိုတော့ဒီကသိမွေဘူးပင်လေဆိုတာသိကြအများကြီးပဲကြီးတွေအဆုံးစမရှိဘူးအဲ့ဒါလိုပဲအကယ်၍ယခုဘဝမှာသောတာပတ္တိမဲ့မရဘူးဆိုလို့ရှိရင်သောတာပန်မဖြစ်ဘူးဆိုလို့ရှိရင်နောက်ဘဝတွေဘယ်လောက်နေရအောင်မပြောနိုင်ဘူးဘယ်ရောက်မယ်လဲမသိဘူးကုသိုလ်ကောင်းမှုရှိလို့လူဘဝနာဘဝတွေသိချမ်းသာပြီးတော့နေမှာတော့ဒါကတော့ဖြစ်เสียအကြောင်းရှိပါတယ်ဒါပေမဲ့လို့ဘယ်နှဘဝလောက်ချမ်းသာပြီးတော့နောက်တစ်ချိန်မှာလောဘဒေါသမောဟအားကောင်းလာတဲ့အခါမကောင်းမှုအကုသိုလ်တွေပြုပြီးပယ်လေးကဘယ်လောက်ကြမယ်ဆိုတော့ပြောနိုင်ဘူးကန့်တတ်မရှိဘူးရှင်းရလည်းပဲဘဝအောင်ဘယ်လောက်ရှိခဲ့ပြီဆိုတာကန့်တတ်မရှိဘူးနောက်တန်တရားတွေမှာလည်းဘဝအောင်ဘယ်လောက်ဖြစ်သွားအောင်လဲဆိုတာကန့်တတ်မရှိဘူးအဲ့ဒါဘာနဲ့တူတယ်လဲဆိုရင်ခုနပင်လယ်တွေကရည်တွေတူပဲသမုဒ္ဒရာပင်လယ်တွေကရည်ဘယ်နှကာလရှိတယ်လို့အတိုင်းတာမရှိသလိုပဲအတိုင်းတာသေချာမရှိတာပေါ့လေဟိုနောက်နိုင်ငံကပုဂ္ဂိုလ်တွေကတော့သူတို့ကတော့တွက်ထားပါတယ်ဘယ်လောက်ရှိတယ်ဆိုတော့သူတို့တွက်ထားတယ်ခါမှန်းကြီးပေါ့လေသူကလည်းအတိအကျတော့မဟုတ်ဘူးဒါပေမဲ့လို့အတိုင်းရှိမရှိဘူးလို့ပြောရမှာဘယ်လောက်များတာတွေခါမှန်းတွက်လို့သိလည်းမသိကြပါဘူးဘဝတွေဟာလည်းပဲနောက်ဘယ်လောက်ဖြစ်သွားမယ်မသိဘူးတဲ့အနာမတဲကအစမထင်တဲ့အစအဆုံးမရှိတဲ့သံဃာဝဆင်းရဲဒီဟူသောရည်ရင်နေပင်လည်းရင်နဲ့လာတူတဲ့သံဃာဝဆင်းရဲဒီအဲ့ဒါတွေလည်း6တွေ့သွားစေနိုင်မှာကျင်းသွားစေနိုင်ပါတယ်အဲ့ဒီမှာကျေဥစွာသက္ကာယဒိဋ္ဌိဝိသိကိစ္စသီလပရပရမသဆိုတဲ့ဒီသုံးခုကျင်းတယ်တရားရသလားမရသလားကိုယ့်ဟာကိုယ်ချိန်ထိုးကြည့်ဖို့ဘုန်းကြီးကဉာဏ်စဉ်ဟောတဲ့ခါသာလေးထည့်ဟောရတယ်ဒီမှာယောဂီဟောင်းနေလည်းများမှာပါပဲမဟုတ်သေးလည်းပဲဒါဘုသူရာမှတ်နိုင်ပါကိစ္စမရှိပါဘူးဒါတော့သက္ကာယဒိဋ္ဌိဆိုတာယုတ်တရားနာတရားတွေကိုပဲအသက်ရှင်နေတဲ့အကောင်ပဲလို့ထင်မြင်ဆွဲလိုက်ရင်သက္ကာဒိဋ္ဌိခေါ်တယ်ယုံနာတရားတွေပဲ
အခုယုံနာကြတဲ့ဆိုတာလည်းပဲကိုမြင်ရတာတွေကြားရတာတွေနာစတွေ့ထိရတာတွေကိုယ်တဏ္ဍာငါသူ့တဏ္ဍာငါရောအဲ့ဒါတွေဟာကိုယ်တဏ္ဍာငါလည်းအသက်ရှင်နေတဲ့အကောင်သူများတဏ္ဍာငါလည်းအသက်ရှင်နေတဲ့အကောင်ဒီလိုတင်များဆွဲလာလို့ရှိရင်တကယ်ဟုတ်တယ်လို့ထင်လို့ရှိရင်လားသက်္ကာရီဒီခေါ်တယ်ဝိပဿနာရှုနေတော့မှဖြစ်ပြတဲ့ယုံနာလေးတွေတွေ့ရတယ်အဲ့ဒါမျိုးပဲကိုယ်တဏ္ဍာငါလည်းမြင်တာလည်းမြင်ပြီးပြောက်ကြားတာလည်းကြားပြီးပြောက်သိတာလည်းသိပြီးပြောက်သူများတဏ္ဍာငါလည်းဒီလိုဖြစ်ပြတဲ့တရားကြီးတွေပဲယုံနာတရားစုမျှပဲအသက်ရှင်နေတဲ့အကောင်ရလို့တော့ပြီးကြမရှိဘူးလို့လည်းလိုပိုင်းခြားပြီးတော့ပြီးတာအဲ့ဒါသက်္ကာရီကင်းတာတဲ့ယုံနာအစု၅ကောင်ဟုထင်မှုမရှိပါတဲ့ယုံနာစု၅ကောင်ပဲလို့ထင်တာသင်္သာ၃မျိုးရှိတယ်သူပညာဝိပ္ပန္နာတာစိတ်တဝိပ္ပန္နာတာဒိဋ္ဌိဝိပ္ပန္နာတာ၃မျိုးရှိတယ်အဲ့ဒီ၃မျိုးလုံးကြရမှာဒိဋ္ဌိဝိပ္ပန္နာတာဆိုတာတကယ်ကိုလက်ရှင်နေတဲ့ကောင်ပဲအတ္တကောင်တကယ်ဟုတ်နေတာပဲတော့အငြင်းငြင်းကြီးဆွဲလန်းထားတာကဒိဋ္ဌိဝိပ္ပန္နာတာခေါ်တယ်ပညာကတော့ကိုအမှားဆွဲတာမြင်ရတယ်စိတ်ကတော့အသိတာမြင်ရတယ်အဲ့ဒီပုဂ္ဂိုလ်သတ္တဝါမဟုတ်တဲ့အခုမြညာကြားနာအစတွေ့ထိရအခုပဒနာကျွတ်တဲ့တရားတွေတကယ်ဖြစ်ပြနေတာတွေယောဂီပုဂ္ဂိုလ်တွေကိုယ်တိုင်တွေ့ပါတယ်အဲ့ဒီတရားတွေအသက်ရှင်နေတဲ့အကောင်ပဲထင်လို့ရှိရင်ဒါသက္ကာရိတိအဲ့ဒီသက္ကာရိတိမရှိဘူးတဲ့တရားရသွားရင်ဟုတ်လားဒီရင်ကဒီမှာပဲတက္ကာကြီးတယောက်ရှိတယ်သူမရှိဘူးသူပြောတယ်တရားမထုတ်ခင်ကသူစဉ်းစားတယ်အကောင်လေးရှိနေတာတဲ့သူပြောတယ်ဟုတ်တယ်ဒီလိုပဲတရားမထုတ်ခင်ကဒီလိုပဲရှိတယ်ကောင်းလေးနဲ့ပဲပုဂ္ဂိုလ်လည်းအကောင်နဲ့သူများလည်းအကောင်နဲ့အသက်ကလေးအသက်ရှင်နေတာဘုရားသူကပြောင်းလဲရှင်တာဒီလိုတင်းနေတယ်အခုတရားထုတ်ပြီးတဲ့ခါကျတော့တဲ့အဲ့ဒီကောင်းလေးမရှိဘူးတဲ့စဉ်းစားလိုက်ရင်ဝိပဿနာမရှိဘဲနေတဲ့ခါတော့သူများလိုပဲသွားလာစားတော့ပြောဆိုသူတို့ကပဲကိုယ်နဲ့သက်တဲ့ပုဂ္ဂိုလ်တွေသာသမီတွေဆိုငါသားငါသမီးငါဥစ္စာစသည်ဖြင့်ပြောနိုင်ပါပဲငါနေရဒီလိုတချို့ကဒီလိုကိုမပြောကောင်းမှုအောင်မင်းရောကောင်းပါလေမြတ်စွာဘုရားလည်းပြောတာပဲအဟာနုမောင်းပါတယ်ဆိုတာဝေါ်ရတာတွေပဲပြောကိစ္စမရှိပါဘူးအသက်ရှင်နေတဲ့အကောင်လေးတကယ်နေရာချင်းကိုယ်ကိုယ်လည်းအသက်ရှင်နေတာမြတ်ကိုယ်လည်းအသက်ရှင်နေတဲ့အကောင်လေးပဲလို့အဲဒီလိုထင်နေဆွဲလန်းပြောအောင်မယ်အဲ့ဒါသူပြောင်းနေတယ်ကောင်လေးမရှိဘူးတဲ့သူရှိကတော့စဉ်းစားတဲ့ကောင်လေးရှိတယ်အခုတရားထုတ်ပြီးမှပြန်စဉ်းစားလိုက်ရင်အကောင်လည်းမရှိဘူးဘာရှိနေတော့ဆိုတော့ဒီလိုဖြစ်ပြတဲ့ယုံနာရှိတာပဲဒါပဲဖြစ်နေတယ်လို့ပြောတယ်အဲ့ဒါဒီတကကြီးကသူစာတတ်လို့ပြောတာမဟုတ်ပါဘူးသူကသူ့အတွေ့ပြောတာသူစာမတတ်ပါဘူးကောင်းတယ်သူကသက်္ကာရိတိကင်းတာကိုပြောတာအဲ့ဒါကြောင့်ယုံနာစုငါကောင်ဟုထင်မှုမရှိပါတဲ့သောတာပတိမဲရောက်ရင်ယုံနာစုငါကောင်လို့ထင်တဲ့ပညာဥပ္ပန္နလားစိတ်တဥပ္ပန္နဒိဋ္ဌိဥပ္ပန္နလားဆိုတဲ့သက်္ကာရိတိကိလေသာကြီးဖောက်ခွဲလိုက်ပြီပယ်သွားပြီတကယ်ဆိုရမယ်ယုံနာစုငါကောင်ဟုသင်မှုမရှိပါယုံနာစုငါကောင်ဟုသင်မှုမရှိပါယုံနာစုငါကောင်ဟုသင်မှုမရှိပါငါကောင်ဟုယုံနာစုဆိုတာဟိုတနည်းအားစုပုံထားတာကိုပြောတာမဟုတ်ဘူးနော်ကိုယ်တဏ္ဍာဖြစ်နေတဲ့တရားတွေပြောတာမြင်တိုင်းကြားတိုင်းသင်ကြားနေတဲ့တရားတွေဒါပြောနေတာမြင်တာငါပဲကြားတာငါပဲနာနာသစ္စာဒုတိယငါပဲကိုယ်ရသနာငါပဲထိုင်နာတာငါပဲဘာမို့ဆိုဒီလိုတစ်ခုကိုစဉ်းစားတာငါပဲကောင်းဆိုးခံစားနေတာငါပဲဒီလိုတစ်ခုလောက်ကိုင်းနေတာငါပဲအသက်ရှင်နေတဲ့အကောင်ပဲအဲ့ဒီထင်တာသက်္ကာရိတိခေါ်တယ်ဟိုသာမညငါလို့ပြောတာကိစ္စမရှိဘူးတကယ်ကိုအသက်ရှင်နေတဲ့အကောင်လေးဒီကိုယ်တည်းအဟုတ်ရှိနေတဲ့တင်အဲ့ဒါသက်္ကာရိတိခေါ်တယ်အခုသောတာပတိမေဖို့ရောက်လို့ရှိရင်အဲ့ဒီအကောင်လေးလို့ထင်မြင်ဆွဲလန်းတာမရှိဘူးတဲ့ဒါရှိလားမရှိလားဆိုတာတရားရတဲ့ပုဂ္ဂိုလ်ကြားစဉ်းစားကြည့်ပါမရှိရင်တော့ဟုတ်ပြီလို့ဆိုတာသက်္ကာရိတိကျင်းပြီလို့ရှိနေတယ်ဆိုရင်တော့ဒါပြောင်းအောင်လုံးဝပြည့်တယ်ဆိုတာလို့နေပြီအကောင်းကိုတကယ်ရှိနေတယ်ဆိုရင်တော့ဒါသိနေရကြတယ်ဘူးအကောင်းတော့မရှိပါစေပါသက်္ကာရိတိကင်းမှာဝိသိကိစ္စကင်းတယ်သက်္ကာရိတိဝိသိကိစ္စသီလပရာပရမတ္တဒီနိတန်ယောဇနာနိပိယံတိ
တန်ရောက်စဉ်3ပါးကျင်းသွားတယ်တဲ့ဒီမှာသက်္ကာရိတိကိမုံတော်ကနားလည်တော့ပါသူအရေးကြီးပါတယ်ဒါတခုကျင်းရင်တရားတွေအကုန်ကျင်းတယ်ဘုရားတရားတန်ခါအာယုံမှမရှိပါဘုရားကိုယုံမှားခြင်းဘုရားဆိုတာဟုတ်မဟုတ်ပါလိလားရှိရလူတွေအသိလိမ္မာနေတဲ့ပုဂ္ဂိုလ်ကနေတဲ့ဖြစ်ကနေပြီးလူတွေအသိမှပြုလာတာမဟုတ်တော့စာကြီးညာလေလားလို့ဒီလိုဗာမရဖြစ်เสียရှိတယ်ဘာသာတရားတွေဟာလည်းအများအားဖြင့်အသိလိမ္မာနေတဲ့ဖြစ်ကနေပြီးဘုရားမျိုးမျိုးဘာသာမျိုးမျိုးတွေပေါ်လာတာအဲ့ဒါတွေကနောက်လူတွေကတကယ်ဟုတ်မှပြီးအမှုတင်ပြီးစာတွေသိရေးတော့ကြားတော့မဟုတ်တာတွေအဟုတ်ဖြစ်နေတာတော့ခက်ပါလေသူကတော့ကိုခက်အခုခေတ်ကာလမှာတောင်မှအမတန်ကိုသူကဆင်ញင်တဲ့ပညာတွေသိပ္ပံပညာတွေအမှန်တိုးတက်နေတဲ့ခေတ်ထဲတောင်မှဒီဂိုင်းဆရာကြီးတွေဘာတွေညာတွေဆိုပေါ်နေတာပဲအဲ့ဒီဥစ္စာတွေလည်းသူတပည့်တွေကတခါတည်းဟုတ်ထင်တာအမွှန်းတင်ပြီးရေးပြတာနောင်တော့တွေကသိဟုတ်တယ်မှတော့ကြပါလေအဲ့ဒါတွေလည်းနောက်ကြတော့ချင်းဖရားတွေလည်းဖြစ်ကုန်ရင်ခဲ့မဲ့သူစားပြင်းနိုင်တဲ့သူစားဖိလိုဟာတွေအဲ့ဒါဒီသစ္စာလေးပါးတရားသိတော်မူတဲ့ဘုရားဆိုတာလည်းဟုတ်မဟုတ်ပါလေလားလို့သာမယာဖြစ်မယ်ဆိုဖြစ်နိုင်တယ်ဖြစ်เสียရှိတယ်ဘုရားဟောတဲ့တရားတော်တွေသမာသမဟုတ်ပါလေလားမေတ္တရားဘုရားတိပါတရားတကယ်ရှိတာမဟုတ်ကြလေလားယုံမှဖြစ်နိုင်တယ်ဟောအခုတရားတွေ့ထားတဲ့ပုဂ္ဂိုလ်ကတော့မဖြစ်ပါဘူးဘာဖြစ်လို့ဘုရားဟောတဲ့ယုံနာတရားတွေအနိစ္စဒုက္ခအနတ္တတွေကိုယ်တိုင်တွေ့ရတယ်ပြီးတော့ဘုရားရှိဘုရားမှာမယ်ပြီးတော့မေတ္တရားဖို့တရားကိလေသာညင်းတဲ့မေတ္တရားဖို့တရားဆိုတာကိုယ်တဏ္ဍာဖြစ်ဘူးတာပဲယုံနာသင်္ခါရညင်းတဲ့နိဗ္ဗာန်တရားကိုယ်တိုင်တွေ့ထားတယ်အဲဒီမှာကိလေသာတွေနဲ့ညင်းနေတယ်ညင်းနေတယ်ကိုယ်တဏ္ဍာမှာအဲဒီတော့ကိလေသာညင်းနေတဲ့မေဖို့တရားတွေဆိုတာလည်းပဲကိုယ်ဖြစ်တဲ့တရားမျိုးပဲတကယ်ရှိနေတာပဲကိလေသာငြိမ်းတဲ့သောတာပန်တရားကအနာဂတ်ဉာဏ်ဓာတ်တွေရှိတယ်ဆိုတာအရိယာပုဂ္ဂိုလ်တွေသံဃာတွေရှိတယ်ဆိုဟုတ်မဟုတ်ပါလိမ့်လားလို့ဒီလိုလဲကြုံမှဖြစ်နိုင်တယ်မတွေ့သေးရင်အခုတရားထုတ်တာလို့တွေ့နေတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်ကလည်းပဲကိလေသာတစ်စိတ်တစ်ပိုင်းငြိမ်းတဲ့သောတာပန်တော့ဖြစ်နေပြီဘာမှယုံမှကြမဘူးယောဂဝေဒနာရှိလို့သေသားယောဂဝေဒနာပျောက်သွားတဲ့ပုဂ္ဂိုလ်ကဒီသေကြောင့်ဒီယောဂဝေဒနာပျောက်တယ်ဆိုတော့ဒါမှမရှိနိုင်တာလို့ပဲဒီလိုယောဂဝေဒနာပျောက်နေတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဆိုတာယုံမှတာများမဖြစ်နိုင်တာလို့ပဲကိုယ်တိုင်ကတရားထုတ်သောတာပန်ဖြစ်နေတော့ဘာယုံမှားကြရှိမလဲဒီတရားအားထုတ်ရင်ဒီဆိုအားထုတ်သောတာပန်ဖြစ်နိုင်တယ်ဒါတဲ့တိုးပြီးအားထုတ်လို့ရှိရင်ကိလေသာတွေအကုန်ကုန်နဲ့ယဟနာလည်းဖြစ်တော့မှာပဲဒေချာသုံးရနိုင်တယ်ပြီးတော့ကိုယ်အားထုတ်တဲ့တရားပေါ်မှာတာမြတ်ဖြစ်နိုင်တယ်တရားမသိတဲ့ပုဂ္ဂိုလ်တွေကသီလကျင့်ရတာသမာဓိအားထုတ်ရတာဝိပဿနာပညာအားထုတ်ရတာတကယ်အကျိုးရှိတာမှဟုတ်မဟုတ်ကြလေလားလို့ဒီလိုတန်တရားဖြစ်နိုင်တယ်ဖြစ်တယ်ဟိုဒီနေ့ကတခါပြောပြီးပုံမှာကိုတော်တော်ကဘုန်းကြီးကြီးစာရေးနေလို့ဒီတရားတွေကလက်တွေ့မှာဖြစ်တာမဟုတ်ကြလားတဲ့မဖြစ်လို့ရှိရင်ဒီတရားတွေဉာဏ်ဉာဏ်ကြောက်တော့ကောင်းမယ်ဒီဥစ္စာတွေလောကကြီးပွားရေးနှောက်ယှက်ဖြစ်လို့ဒီလိုဆိုဥစ္စာဘာသာတရားတွေလိုက်နေတော့ဟုတ်တယ်လောကကတော့နည်းနည်းနှောက်ယှက်ဖြစ်တယ်သူကလည်းမဆိုးတော့ဘူးသူကအဲ့တော့အကျိုးမရှိရင်ဒီတရားတွေငါကြောက်သွားတာကောင်းတယ်ဆိုပြီးဒီကိုတော်ကရေးတယ်ဒါနဲ့ဘုန်းကြီးပြန်ရေးရတယ်ဒီတရားတွေကကိုယ်တိုင်အထုပ်ကိုယ်တိုင်ရှင်းနိုင်တဲ့တရားတွေပါလို့တွေးတော့ယူမှမနေနဲ့လို့ကိုယ်တိုင်လည်းတွေ့အောင်အထုပ်ကြီးလို့အထုပ်ကြီးတဲ့ကကိုယ့်ကိုသုံးဖြတ်ပါလို့သူကြည့်ရတယ်သူကအဲ့တော့တရားမတွေ့သေးလို့ရှိရင်ဖြင့်သီလကျင့်နေသမာဓိပညာကျင့်နေဒီတရားထုတ်ရတယ်လို့တရားဟုတ်မဟုတ်ပါမလားအကျိုးရှိတာမဟုတ်ပါမလားလို့ယုံမှတ်တာများဖြစ်နေပြီးတော့ကိုယ်အားထုတ်နေတဲ့လုံငန်းနဲ့ဒီကမှန်မလားယုံမှတ်ဖြစ်နိုင်တယ်ကိုယ်တရားတွေ့ထားတဲ့ပုဂ္ဂိုလ်ကပဲယုံမှတ်ကြရှိတော့မလဲကိုယ်တိုင်တွေ့နေတဲ့လားကိုယ်သွားပြီးသားလားမယ်အဲဒါကြောင့်ဘုရားတရားသံဃာအားတဲ့ကျင့်သိက္ခာလည်းတရားတွေထည့်လိုက်မှာပဲဘုရားတရားသံဃာအားယုံမှမရှိပါတရားရတဲ့ပုဂ္ဂိုလ်ကကိုယ်တရားနဲ့ကိုယ်လည်းယုံမှမရှိဘူးဘုရားလည်းယုံမှမရှိဘူးတရားလည်းယုံမှမရှိဘူးသောတာပန်သရအနာယဟနာတွေရှိတယ်ဆိုရင်မှမရှိဘူးကိုကျင့်တဲ့တရားလည်းပဲဘုရားပဒနာရှုမှတဲ့တရားဖြစ်တဲ့ယုံနာရှုမှပဲဒီလိုသိရဆိုတာမဲ့ဖို့နိဗ္ဗာန်ရောက်နိုင်တယ်ဆိုတာဒါလည်းယုံမှမရှိဘူးယုံမှကင်းတယ်အဲသွားမယ်ဘုရားတရားသံဃာအားယုံမှမရှိပါဘုရားတရားသံဃာအားယုံမှမရှိပါဘုရားတရားသံဃာအားယုံမှမရှိပါ
သံဃာယုံမှမရှိဘူးစိစိသာခင်းတယ်သီလဗရဗရာမာသာဆိုသံဃာကလွတ်မြောက်ကြောင်းအကျင့်အဲ့ဒါအကျင့်မှမဟုတ်တာတွေကိုယုံကြည်ဆွဲလာနေလို့ရှိရင်သီလဗရဗရာမာသာကဒိဋ္ဌိတစ်မျိုးပါပဲအကျင့်နဲ့စတဲ့ဒိဋ္ဌိတရားမှမသိလို့ရှိရင်ဟိုတရားဟုတ်လို့ဒီတရားဟုတ်လို့နဲ့လိုက်တယ်ဟိုဘာသာဟုတ်တယ်လို့ဒီဘာသာဟုတ်တယ်လို့ဟိုကျင့်ကဟုတ်တယ်လို့ဒီကျင့်ကဟုတ်တယ်လို့နဲ့အဲ့ဒါအယူဆတွေအမျိုးမျိုးဖြစ်တတ်တယ်သီလဗရဗရာမာသာခေါ်ရဲနဝခွေစပြီးတော့အလေးကျင့်ကျင့်ရုံနဲ့သံဃာကစင်ကြယ်သွားတယ်ဆင်းရဲကလွတ်မြောက်သွားတယ်နိဗ္ဗာန်ရောက်တယ်ဒီလိုယူတဲ့ယူဝါဒရှိအဲဒီလိုပဲသုံးတစ်ခုအကျင့်ကိုကျင့်ရုံနဲ့အလေးကျင့်လုပ်ရုံနဲ့မိမိတဏ္ဍာငါရှိတဲ့ယုံနာဓမ္မသင်္ခါရတွေအဖြစ်အပျက်ကိုရှုခြင်းမရှိပဲဒုက္ခသစ္စာတရားပိုင်းခြားမသိရပဲသမုဒယသစ္စာကိုမပယ်ရပဲနိရောဓသစ္စာမျက်မှောက်မပြုပဲမေဃသစ္စာဆိုမေဃစိပါတရားမိမိတဏ္ဍာမှာပွားများပဲဇုံတစ်ခုအလေးကျင့်လုပ်ရုံနဲ့ခုနနွားကျင့်ခွေးကျင့်ကျင့်ရုံနဲ့ကောင်းကင်ကဘုရားကိုကိုယ်ဝယ်ရုံနဲ့ဇုံတစ်ခုအကျင့်လေးလုပ်ရုံနဲ့အလေးကျင့်လေးလုပ်ရုံနဲ့သာမယဝဆင်းရလွံ့မြောက်တယ်ကောင်းတယ်ကိုယ်ဝယ်ရရတယ်အကိုယ်ဝယ်ရတယ်ဒီလိုယုံကြည်တာတွေသီလဗရဗရာမာသာခေါ်တယ်အိန္ဒိယမှာဆိုရင်ချင်းခင်းကမြည်ချိုးရုံနဲ့အကုသိုလ်တွေစင်ကြယ်သွားတယ်လို့ယူဆတာကြည်ရတာကိုအဲဒီလိုဟာတွေပါပဲအခုအများအားဖြင့်တော့ကဘာမှာတော့ကောင်းမြင်ဘုံကဘုရားသခင်ကိုယ်ဝယ်တာနဲ့ဘုရားသခင်ကကဲတင်တယ်ဒီလိုယူဆတာတွေအများတယ်အဲ့ဒါတွေသီလဗရမာသာခေါ်တယ်အဲ့ဒါအခုတရားရတဲ့ပုဂ္ဂိုလ်ကတော့မယုံဘူးသာဘာဖြစ်လဲတော့ဆိုစိတ်တယုံနာရှိတဲ့သမာဓိတိမှုရှိတဲ့မဲခင်7ပါးတရားတွေပွားမှသစ္စာ4ပါးတရားကိုယ်တိုင်သိမှကိလေသာကင်းတယ်ကိလေသာကင်းမှဆင်းရဲကင်းတယ်ဆိုတာကိုယ်တိုင်သိရတာကိုကိလေသာကင်းမှဥမာမိစ္ဆာဒုက္ခနာတတွေအမှန်တိုင်းမြင်မှကိလေသာကင်းမှဘဝမဖြစ်ပြီးတော့ဘဝဖြစ်မှုတွေချုပ်ငိမ့်ပြီးတော့ဆင်းရဲငြိမ့်မယ်ဆိုတာကိုယ်တိုင်တွေ့ထားတော့အဲဒီလိုလေးကျင့်လေးညနဲ့သံဃာဝဆင်းရလုံးလုံးနိုင်မယ်ဆိုတာယုံကြည်မှုမရှိဘူးဘယ်သူကဘယ်လိုပြောမယုံဘူးအဲဒါသီလဗရဗရာမာသာကင်းနေတာလေဒါအမှန်ကောင်းတယ်တရားမရလို့ရှိရင်ဟိုလူဟိုလူတို့ဒီလူဟိုလူတို့နှက်ခက်တဲ့ပုထုနာနာတ္ထာရဏမုခအောင်လောကင်းတိပုထုဇနာပုထုဇဉ်ဝသနာထလောက်ကြတယ်ဟောနေဒေသာပါဠိတော်ပုထုဇဉ်ဆိုတာဘယ်လိုဟာတော့ဆိုတော့ပုထုအများတယ်ဇနာကလူတွေဆရာများတယ်သူဟိုလူဖြစ်လဲဟုံလုံးလုံးမော့ကြည့်ဒီလူဖြစ်လဲဟုံလုံးလုံးမော့ကြည့်ဟိုတရားကဟုံလုံးလုံးဒီတရားဟုံလုံးလုံးမော့ကြည့်နေရတာကိုကအောက်ကကြည့်ရမကြဘူးပုထုဇဉ်ကလည်းပုထုနာနာတထာရဏံအထုထုသောဆရာကြီးတို့ဤမူခာမျက်နာအောင်လောကင်းတိမော်၍ကြည်တတ်ကုန်ဤဒီထိုကြောင့်ပုထုဇနာပုထုဇဉ်မြည်ကုန်၏ပုထုဇဉ်ဆိုတာဟိုဆရာဟုံလုံးတို့ဒီဆရာဟုံလုံးတို့ဟိုဘာသာဟုံလုံးတို့ဟိုကျင့်ကဟုံလုံးတို့နဲ့ကိုကအောက်ကတတိခါမလို့ဟိုဆရာတွေသွားပြီးတော့မော့ကြည့်နေရတာတဲ့အဲ့ဒါပုထုဇဉ်ခေါ်တယ်ဟောဒီတရားတော်လို့သောတာပန်ဖြစ်သွားပြီဆိုရင်ပုထုဇဉ်မဟုတ်ဘူးဘယ်သူမှမော့မကြည့်တော့ဘူးဟိုဆရာဒီဆရာတွေအောက်ကပဲငုံကြည့်ရတယ်သူအောင်မဲဟိုဆရာတွေကဘယ်လိုဟောတယ်ဩဒါဟုတ်မှမဟုတ်ပဲအလကားဥစ္စာတွေပဲဒီဆရာကဘယ်လိုဟောတယ်ဒါလည်းမဟုတ်ပါဘူးအလကားပဲအဲ့ဒီလိုပဲအလကားတွေပဲမဟုတ်တာတွေကြီးတွေဟောနေတာကိုယ်တိုင်တွေ့နေရတယ်ဘာလို့လဲတော့ကိုယ်သာနာမှာရှိတဲ့ယုံနာသင်္ခါရဓမ္မတွေအနိစ္စဒုက္ခအနတ္တအချင်းမြင်အောင်ရှုတဲ့ဝိပဿနာဉာဏ်သစ္စာလေးပါးကိုသိမြင်တဲ့မဲခင်7ပါးတရားတွေမပါဘဲနဲ့ကိလေသာငြိမ်းနဲ့ဆင်းရဲငြိမ်းနဲ့သံဃာဝဆင်းရလွတ်မြောက်တဲ့နိဗ္ဗာန်ရောက်တဲ့ဆိုတာမဟုတ်ဘူးဆိုတာတတိယသူ့မှာကိုယ်တိုင်လက်တွေ့ဖြစ်နေတာပြီးတော့ဘိုးဆရာဒီဆရာတွေမဟုတ်ပြုဟောတာတွေကအောက်ကရောက်သွားတယ်ကိုကအထက်ကမြင်လာတယ်ဟုတ်လားအရေးကြီးတယ်ဟုတ်ဘိုးဆရာဒီဆရာတွေမော့ကြည့်နေရကြောင်ငုံကြည့်ရမှနေရာကြငုံကြည့်အောင်ကိုတရားလေးနဲ့ကိုပိုင်းပိုင်းနေလားအထုတ်တာကိုတရားလေးနဲ့ကိုပိုင်းပိုင်းနေအထုတ်ရလို့ရှိရင်ဟိုအားဒီဟာတွေကလေအောက်ကကြည့်တယ်ပဲဟိုတရားဒီတရားတွေကိုရင်းကထားပါတော့ဘုရားသာသနာအပြင်မဲ့ကသာသနာတွင်းမှာလည်းပဲဒီလိုပဲမပြည့်မစုံအထုထားတာလေးတွေကိုကိုတရားလေးနဲ့တိုက်ကြည့်လိုက်လို့ချင်းသူတို့စာလေးတွေဘာမှဟုတ်တော့မဟုတ်ဘူးဒါလေးတွေတွေ့ရတယ်ပြီးတော့ဘုထုတထာရဏံအထုထုအမျိုးမျိုးသောဆရာကြီးတို့ယင်မူခါမျက်နာအောင်လောကင်းတိမော်ရည်ကြည့်တာကောဣတိတကြောင့်ဘုထုဇနာဘုထုဇင်မြည်ကုန်၏အဲဒီဘုထုဇင်ဖြစ်ကလွတ်သွားတာဒါကြောင့်သစ္စာမမြင်မဲ့ခင်မပါလေ့ခြင်းကားဖြင့်သံဃာမြဲမီမယုံကြည်ကုန်ပြီသီလဗတ္တာတို့တော့ခိုက်စီစီလေးလုံးမှသေးရပေါ်တယ်
သစ္စာ၄ပါးကိုမမြင်ရပဲဝိပဿနာရှုတော့ဉာဏ်ကြရင်ဓဝါ6ပါးကပေါ်နေယုံနာတရားတွေဒုက္ခသစ္စာတွေဒါတွေသိအောင်လို့ရှုနေရတာအဖြစ်အပျက်အနိစ္စဒုက္ခအနတ္တတွေသိလားဒါဒုက္ခသစ္စာတွေသိသစ္စာတွေမြင်နေတာသမုဒယသစ္စာနှစ်သက်ပါရမှုသူ့လည်းပဲတွေ့တာမြင်တာပဲသူ့လည်းပဲနေတာပဲဒုက္ခထင်နေနေသမုဒယပဲပြီးသားဖြစ်တဲ့သစ္စာတွေဒုက္ခသမုဒယတွေငြိမ်းတဲ့ဥစ္စာနိဗ္ဗာန်ဒါလည်းတွေ့တာပဲဟိုမှာအားထုတ်ရင်ဒုက္ခသမုဒယငြိမ်းရာကိုရောက်တဲ့မဂ္ဂင်7ပါးရှုတိုင်းရှုတိုင်းသာအတိတွေညာသမာဓိတွေမှုရှိတဲ့မဂ္ဂင်7ပါးတွေကိုယ်တဏ္ဍာဖြစ်နေတာအဲ့တော့တစ်ခါရှုလိုက်မဂ္ဂင်7ပါးသစ္စာ၄ပါးတရားသိမြင်သွားမဂ္ဂင်7ပါးတရားပွားပြီးသားဖြစ်သွားတယ်အဲဒီလိုသစ္စာ၄ပါးသိမြင်မှုမဂ္ဂင်7ပါးတရားပွားများမှုမပါဘဲနဲ့သစ္စာမမြင်မဂ္ဂင်မပါသမာဓိဋ္ဌိမှန်စွာသိခြင်းသမာသင်္ကပ္ပမှန်စွာကြံခြင်းသမာဝါစာသမာကမ္မနာသမာဇီဝသီလမင်္ဂလာသုံးပါသမာဝါယာမမှန်စွာအားထုတ်ခြင်းသမာသတိမှန်စွာမရခြင်းသမာသမာဓိမှန်စွာစိတ်တည်ခြင်းဆိုတဲ့မဂ္ဂင်7ပါးတရားလည်းမပါဘဲနဲ့ဟုတ်လားကောင်းကင်ဘုံကဘုရားကိုယ်ဝယ်ယုံနဲ့နွားတို့ခွေးလိုကျင့်ယုံနဲ့သုံးတစ်ခုသောအလေးကျင့်လို့ယုံနဲ့သံဃာဝဆင်းရလွန်မြောက်လိမ့်မယ်လို့ဟောပြောနေတဲ့ယူဝါဒမျိုးတွေအဲ့ဒါတွေမယုံကြည်တော့ဘူးဒီပုဂ္ဂိုလ်ကဘာလို့လဲတော့ကိုယ်တိုင်ကသူကသစ္စာ၄ပါးသိမဂ္ဂင်7ပါးတရားကိုယ်တိုင်ပွားများဆိုတာဒီတရားနဲ့တရားမှန်ကိုယ်တိုင်တွေ့တာကဘယ်ယုံတော့မလဲသစ္စာမမြင်မဂ္ဂင်မပါလေးကျင်ငါချင်းချမ်းသာမြဲမြည်မယုံကြည်ချမ်းသာမြဲမြည်ဆိုတာနိဗ္ဗာန်အများအားဝိဇ္ဇနာချင်းသိခြင်းမရှိဆင်းရဲကတည်းကနိဗ္ဗာန်ရောက်နေမယ်သစ္စာမမြင်မဂ္ဂင်မပါလေးကျင်ငါချင်းချမ်းသာမြဲမြည်မယုံကြည်ယုံကြည်လို့ရှိရင်အဲ့ဒါသီလပရပါရပါသာဖြစ်သစ္စာ၄ပါးသိအောင်မရှိရဘဲနဲ့အခုမြင်နိုင်ကြတဲ့ဓဝါ၆ပါးကဖြစ်တဲ့ယုံနာနဲ့မရှိရဘဲနဲ့မဂ္ဂင်7ပါးတရားတွေမပွားရဘဲနဲ့သံဃာဝဆင်းရလွတ်မြောက်တဲ့ကောင်းမွန်မှုရုပ်အများအားချမ်းသာနေတယ်လို့ဆိုတာယုံကြည်လို့ရှိရင်ဒါသီလပရမလာပါအခုဒီပုဂ္ဂိုလ်ကမယုံကြည်ဘူးတဲ့ဒီသောတာပန်ကသစ္စာမမြင်မဂ္ဂင်မပါလေးခြင်းကအချင်းချမ်းသာမြဲမြည်မယုံကြည်ကုံပြီးသီလဝတ္တအဲ့ဒါသီလပရပရမသာကုံနေတာကျင်းနေတာသူရှိရှိပဲထားတယ်ဒီလင်္ကာတူတူလုံးလုံးမရဘူးကဲဆိုသစ္စာမမြင်မဂ္ဂင်မပါလေးခြင်းကအချင်းသံသာမြဲမြည်မယုံကြည်ကုံကြီးသီလဝတ္တသစ္စာမမြင်မဂ္ဂင်မပါလေးကျင်ငါချင်းသံသာမြဲမြည်မယုံကြည်ကုံကြီးသီလဝတ္တသစ္စာမမြင်မဂ္ဂင်မပါလေးကျင်ငါချင်းသံသာမြဲမြည်မယုံကြည်ဘုံကြီးသီလဝတ္တသစ္စာ၄ပါးကိုမမြင်ရပဲမဂ္ဂင်7ပါးတရားကိုမိမိသာနာမပွားရပဲသင်ရကလွတ်မြောက်ပြီးတော့နိဗ္ဗာန်ရောက်တယ်လို့ဆိုတဲ့ယူဝါဒမျိုးကိုသောတာပန်ပုဂ္ဂိုလ်ကမယုံကြည်ပါဘူးမြူထားပါဘူးတဲ့ဒီဘဝကမဟုတ်နောက်ဘဝတွေလည်းမယုံဘူးဒီဘဝတရားထုတ်ကြတာမှတ်မိခြင်းမှမှတ်မိမယ်မမှတ်မိစေကမူပဲအဲ့ဒီလိုဟာတွေကိုမကြိုက်ဘူးမကြိုက်ဘူးဒါမဟုတ်နိုင်ဘူးလို့သူကတကားတယ်ဒီလိုတစ်သိချပဲသုံးပြတယ်အမှန်ကောင်းပါတယ်ဒါကြောင့်ဆရာမများတော့ဒီပုဂ္ဂိုလ်ကတော့မြတ်စွာဘုရားဆရာတခုတည်းပဲရှိတော့ဟိုဆရာဒီဆရာတွေယုံကြည်မှုတွေမရှိတော့ဘူးအမှန်ကောင်းပါတယ်အဲဒီကိလေသာတွေကင်းတယ်တဲ့သိကျင်တဲ့ကိလေသာတွေကင်းတာလည်းရှိသေးတယ်ဒီခါတော့နိုင်ရရှိသွားပြီကွာဆရာမဆုံးတာပဲဖြစ်သွားအဲသံဃာဘွားဆက်ဆက်ကမဖောက်ခွဲနိုင်တဲ့ကိလေသာတွေဖောက်ခွဲခြင်းကိစ္စအရိယာမေကပြုသားတယ်မကပါဘူးတဲ့ခုနပြောတဲ့အနာမတက်ကသံဃာဝဆင်းရဲတွေသမုဒ္ဒရာကြီးတွေပင်နေကြီးတွေလို့အတိုင်းမသိတဲ့သံဃာဝဆင်းရဲတွေလည်း6ခုစီပဲပါတယ်အဲ့ဒါလေးလည်းဆိုကြအောင်ဆိုတရားပုဂ္ဂိုလ်လေးတွေ9ပုဒ်လို့ရှိတယ်မကုံပါဘူးဒီကနောက်သတင်းကြမှာဆက်ဟောရအောင်နောက်လည်းသောတာပန်ပြီးတော့ဒါကပြောင်းဟောရအောင်ဒါကပြီးတော့နာဂံပြောင်းဟောရအောင်နာဂံပြီးတော့ယဟနာပြရမှာယဟနာရဲ့ဖြစ်ပုံနဲ့ယဟနာအခြေအနေတွေလည်းဟိုကြဟောရအောင်မှတ်ကြတယ်အများကြီးတယ်ဒီသုံးမှာဒါဟိုနောက်သတင်းတောင်ပြီးချင်းမှပြီးမယ်အဲတော့နာကောင်းပါလေလို့တရားအထုတ်ပုံမှာဒီတိုင်းပဲဥပါဒနာခန္ဓာ၅ပါးတရားတွေရှုနေရင်သောတာပန်ဖြစ်သရဂနာဂယဟနာဖြစ်အကုန်လုံးလမ်းဆုံးရောက်တယ်ဆိုမဖောက်ဖူးရဲ့ကိလေကဖောက်ခွဲပဲခွင်းသည်
ဘယ်တော့မှမဖောက်ဖူးတဲ့မပယ်ကြဘူးတဲ့ကိလေသာတွေအဲဒီကိလေသာတွေကိုဖောက်ခွဲပယ်နိုင်ပါတယ်သတ္တန်တရားလုံးကဒါနနဲ့မပယ်နိုင်ခဲ့ဘူးသီလနဲ့မပယ်နိုင်ခဲ့ဘူးသမထဇာနေရလို့လည်းမပယ်နိုင်ခဲ့ဘူးအဲဒီမပယ်နိုင်တဲ့ကိလေသာတွေအခုဝိပဿနာရှုလို့သောတာပတ္တိမဉ္ဇဉ်ရောက်တော့သောတာပတ္တိမေကပယ်သွားတယ်အခုပြောတဲ့သက္ကာရိတိပုဂ္ဂိုလ်သတ္တဝါပဲဆွဲလာနဲ့အယူဝါဒပယ်သွားပြီပယ်သွားပြီကျင်းသွားပြီဘုရားတဲ့သံဃာယုံမှားမှုကျင်းသွားပြီမိမိအကျင့်သိက္ခာနဲ့စပြီးယုံမှားမှုကျင်းသွားပြီသီလဗရပရမာသမေဂိစေပါမပါပဲသစ္စာလေးပါမသိရပဲနဲ့ကာမယဝဆင်းကလွတ်မြောက်တယ်လို့ပြောဟောနေကြတဲ့အယူဝါဒမျိုးတွေဘယ်ယူဝါဒမှယုံကြည်မှုမရှိဘူးလေဒီဘဝကမှနောက်ဘဝတွေလည်းမယုံကြည်ဘူးလက်မခံမှုဥစ္စာတွေဒီကိုခုဘဝအားထုတ်တဲ့ဝိပဿနာရှင်ကြီးကလည်းမပြောက်ဘူးသူကပြောက်เสียလည်းမဟုတ်ဘူးကြည့်ထားတာမှမဟုတ်ပဲကိုယ်တဏ္ဍာဖြစ်တာလေးမှတ်နေရုံပဲအထူးမမှတ်တော့သွားရင်လာရင်တော့မှတ်မိတာနဲ့အိမ်ကြီးရင်းကျက်ပြီးနောက်ဆုံးတနေ့ကျရဟန္တာဖြစ်တာသူကလမ်းပြင်ကဒီတိုင်းသွားတော့တာမလွဲတော့ဘူးတဲ့ပါနှမ်းကြတယ်ဒါကြောင့်မဖောက်ခွဲဘူးတဲ့ကိလေသာတွေတဲ့အဲ့ဒါတွေကိုလည်းပဲအရိယာမေကဖောက်ခွဲတော့ပါတယ်မဖောက်ဖူးမြဲမဖောက်ဖူးမြဲမဖောက်ခွဲဘူးခဲ့တဲ့ခွဲရုံမဖောက်ခွဲဘူးခဲ့တဲ့ဖောက်ခွဲရုံမရှိခဲ့တယ်ဆိုလိုပါတယ်ဉာဏ်ကရအောင်လူစားကာယနဲ့ကြိုက်အောင်လုပ်ရတာသူကစကားတော့တည်းမချုပ်မဖောက်ဖူးမြဲဖောက်ဖူးတဲ့ထုံးတာမရှိဘူးပေါ်တယ်မဖောက်ဖူးမြဲသံဃာဆောက်လုံးကဒီကိလေသာတွေဒါနနဲ့သီလနဲ့သမထဘာဝနာနဲ့မဖောက်ဖယ်နိုင်ဘူးခုဝိပဿနာနဲ့တော့အကုန်လုံးမကင်းပါဘူးရိယာမဲကြမှာကင်းတယ်မဖောက်ဖူးမြဲကိလေသာစိုင်ခဲအတုံးခဲတယ်လို့ပြင်စားပြီးပြောထားတယ်ကိလေသာတွေဘာနုတန်ခဲကြီးကမဖောက်နိုင်တာလို့ပဲဘဝဆက်ဆက်ကဒါနသီလသမထဝိပဿနာတွေနဲ့မဖောက်ခွဲနိုင်ရတဲ့ကိလေသာစိုင်ခဲကြီးတွေကိုသက္ကာရိတိဝိသိကိစ္စသီလပရပရမာသပယ်လေးပါးကြလို့တဲ့လောဘဒေါသမောဟဒီကိလေသာစိုင်ခဲတွေကိုအရိယာမေကဖောက်ခွဲသွားတယ်ပြောရမယ်မဖောက်ဖူးမြဲကိလေခဲဖောက်ခွဲပဲခွင်းသည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 ်သို့နောက်လည်းအရိယာမေသောတာပတိမေရဲ့အကျိုးတွေနောက်ရှိပါသေးတယ်ရှင်ကကုံသွားတယ်အဲဒီကိလေသာတွေပဲခွင်းသွားဖို့အရိယာဥစ္စာတွေရသွားဖို့မြတ်စွာဘုရား၏ရွှေရင်တော်နဲ့သားတော်စီဖြစ်တယ်သားတော်စီမျိုးသမီးတွေဆိုသမီးတော်စီပေါ်တယ်ဟုတ်လားအခုဘုရားကိုယ်ဝယ်နေကြဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဆိုပြီးကိုယ်ဝယ်နေကြအရိယာမဖြစ်သေးရင်သားတော်သမီးတော်အစ်မဖြစ်သေးဘူးသောတာပန်ဖြစ်မှာဘုရားသားတော်သမီးတော်ဖြစ်တာနှုံးမရင်အခုဘုရားကိုယ်ဝယ်နေမယ်နောက်ဘဝကျသူဘာခြင်းမှမသိဘူးဟုတ်လားသိရင်ဘာသာတွေဖြစ်ပြီးဘုရားကြီးရဲ့ချိုးခြင်းရဲ့ချိုးမယ်အောင်ပြောလို့ဖြစ်ဘူးသူသာဘဝကြိုက်မျိုးမပြေလို့ခြင်းလုံးမယ်ပြောလို့ဖြစ်ဘူးအရိယာဖြစ်သွားလို့ရှိရင်တော့မြတ်စွာဘုရားဘယ်တော့မှမဆုံးတော့ဘူးဘုရားသားတော်အစ်သမီးတော်အစ်ဖြစ်သွားပြီတဲ့နာအကျိုးတွေအများကြီးရှိပါသေးတယ်ဟောကြရတယ်ဘုသူရောင်တဲ့သစ္စာတကားတွေဘုန်းကြီးကဒီနေ့ပြီးမလားခုနခြေပိုင်းကဝိနည်းနေအများဘူးတရားတွေထပ်တော်တာများတော့ဟောလို့ဆိုမကြောက်ဘူးတဲ့ပုဂ္ဂိုလ်တွေကလည်းမသတ်မိပဲနေလို့ဘုန်းကြီးကထပြောနေသာမန်တော့ပြီးပါရဲ့ဆိုမသတ်မိပဲနေလို့ဟိုလောလောကူကူလေးနဲ့သောတာပန်ဖြစ်ကုန်လို့လို့နေမှာရှင်နာနေသာဒုက္ခနာတာပြီးပုံနေတယ်တော်တော်ထပြောရည်ဒါကုံသွားအချင်းကတော့ကုံသွားနောက်တစ်ခါတော့မပြောဘူးမတတ်နိုင်နောက်တစ်ခါတော့ဒီကစနေတော့မှတ်ထားမယ်သူကနှုံးကိုတရားမဆုံးနိုင်ဘူးဒီမှာဂူရီတော့ကုံတရားတွေကထပ်ထပ်သွားတာဒီသိညာအောင်နောက်တဲ့ငါဟိုနေဒီနေ့လာွယ်လာကြည့်သုံးလာကြည့်ဘုရားနေညတယ်တရားဝဲကြည့်တယ်သုံးလာွယ်နေကြတော့ဒီရဆက်ဝဲရမယ်ဤသီလဝန္တသောသုဒ္ဓဝန္တသောတရားတော်ယူဇာနာကမသာသောဓမ္မသနာကုသကစေတနာတို့ကြောင့်ဤသုတ်ဒေသနာတော်၌လာသော
ဥပါဒณะခန္ဓာ၅ပါးတရားတို့ကိုအနိစ္စဒုက္ခအနတ္တအချင်းရာတို့ဖြင့်ရှု၍သောတာပတိမေဖို့ရောက်သည်သရဂနာကယန္နာဖြစ်သည်ဟုဆိုသောဒေသနာတော်နှင့်အညီမိမိတို့သာနာနဲ့ရှိတဲ့ဥပါဒณะခန္ဓာ၅ပါးတို့အနိစ္စဒုက္ခအနတ္တအချင်းရှုနိုင်ရဥပဒနာဉာဏ်စင်ရိယမဉာဏ်ဥပဒနာဉာဏ်စင်ရိယမဉာဏ်စင်အားဖြင့်သင်္ခါသိဉ္ဇရပြီးတော့နိဗ္ဗာန်ချမ်းသာမြတ်ကိုလင်းမြန်စွာဆက်ရောက်၍မြဲမှောက်ပြုနိုင်ကြပါစေကုန်သတည်း